نحمده ونصلي على رسوله الكريم أما بعد لذا بدو تادنا نينا وبانو كميا يوم وين پتہ بیرو ما جنو پیو پیا لانے دے ہاماအခုဒီနေ့ကျွန်တော်ဆက်ပြီးပြောမယ့်ကိစ္စကကျွန်တော်တို့ဗမာပြည်မှာလည်းကျင့်သုံးနေတယ်တော်တော်များများဒီမိုကရေစီနိုင်ငံတွေမှာအကုန်ကျင့်သုံးနေပါတယ်ဆိုတဲ့ဈေးကွက်စီးပွားရေးစနစ်ဈေးကွက်စီးပွားရေးစနစ်ဆိုတာကိုကျင့်သုံးပြီးဆိုတဲ့အခါမှာအားတာချက်တွေရှိတယ်လို့အားနည်းချက်တွေအများကြီးရှိတယ်အဲ့ဒီအားနည်းချက်တွေကအဲ့ဒါတွေကိုပြန်ပြီးတော့မှဖာမယ်ဖြည့်ဆည်းမယ်ဆိုလို့ရှိရင်တော့အစ္စလာမ်စီးပွားရေးစနစ်ပေါ့ဆိုလိုတာကကုရ်အာန်နဲ့ဟာဒီသ်တော်တွေထဲမှာအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကမိန့်ထားတဲ့စီးပွားရေးလုပ်ပုံလုပ်နည်းစနစ်တွေရှိတယ်ပိတ်ပင်ထားရမယ့်အရာတွေကိုပိတ်ပင်ပေးရမယ်ဖွင့်ထားရမယ့်အရာတွေကိုဖွင့်ပေးရမယ်အဲ့ဒီလိုမျိုးဟုတ်ပြီလားပိတ်တာတွေဖွင့်တာတွေအဲ့ဒီလိုမျိုးတွေလုပ်တယ်ဆိုမှသာလျှင်အဲ့ဒါကပတ်ဝန်းကျင်မှာမျှတတဲ့စီးပွားရေးစနစ်တစ်ခုဖြစ်လာနိုင်တယ်အခုကမ္ဘာမှာကျင့်သုံးနေတဲ့ဈေးကွက်စီးပွားရေးစနစ်ဆိုတာကသူကပထမပိုင်းမှာတော့ကကျွန်တော်တို့ဒီရုရှားတို့တရုတ်တို့နောက်ပြီးတော့မြန်မာပြည်မှာရောတော်တော်များများနိုင်ငံတွေမှာဆိုရှယ်လစ်စနစ်ဆိုပြီးတော့မှကြားထဲမှာကျင့်သုံးကြနေတယ်အဲ့ဒီဆိုရှယ်လစ်စနစ်နဲ့ကျင့်သုံးလို့ရှိရင်တိုင်းပြည်မှာငွေကြေးလည်ပတ်မှုကမျှတမှုရှိလိမ့်မယ်ဆိုပြီးတော့မှဒီလိုပုံစံမျိုးနဲ့ဆိုရှယ်လစ်စနစ်နဲ့ကျင့်သုံးမယ်ဆိုပြီးတွားခဲ့ကြတာအမှန်တကယ်တော့သူတို့ရဲ့မူတွေနဲ့အမှန်တကယ်သူတို့ခရီးရောက်မှုနဲ့ကဗရာတလန်တန်တလန်ပါပဲလုံးဝပဲမနူးတဲ့နီးလန်းနေပေါ့အဲ့ဒါကြောင့်မလို့ကဘာတစ်ခုလုံးမှာလက်ရှိဆိုရှယ်လစ်စနစ်ဆိုတဲ့ဟုတ်ပြီလားအဲ့ဆိုရှယ်လစ်စနစ်အဲ့ဒီစနစ်ကိုတိတ်ပြီးတော့မှမသုံးကြတော့သုံးနေပါတယ်ဆိုတဲ့နိုင်ငံတွေမှာလည်းပဲအစပိုင်းတော့ကမူလဘယ်လိုသတ်မှတ်ထားတဲ့ဆိုရှယ်လစ်ရဲ့မူတွေရှိတယ်အဲ့ဒီမူတွေအတိုင်းအတိအကျမသွားတော့ဘူးအများကြီးပြုပြင်ပြောင်းလဲရေးတွေလုပ်လိုက်တယ်လုပ်ပြီးတော့မှသူတို့ကအရင်ရှင်စနစ်လည်းမကြနောက်ပြီးလို့ရှိရင်ဆိုရှယ်လစ်စနစ်လည်းမကြတဲ့ပုံစံမျိုးနဲ့စီးပွားရေးစနစ်တွေကိုတွားကြတယ်ကဲဘယ်လိုပဲတွားအဲ့ဒီမှာအားနည်းချက်တွေကဘာတွေရှိနေတယ်လဲဆိုတော့ဝဟီလို့ခေါ်တဲ့အလောရှင်မြတ်ကနေမိန့်ထားတဲ့ဝဟီဆိုတာဘာကိုခေါ်တယ်လဲဆိုလို့ရှိရင်လူအုံနောက်ကဘယ်အချိန်မှလိုက်မမီတော့ဘူးလေဘယ်လိုကိစ္စတွေကိုဆုံးဖြတ်ဖို့အတွက်အုံနောက်နဲ့မလုံလောက်တော့ဘူးလေအဲ့ဒီလိုနေရာတွေမှာဝဟီရဲ့ကြောတော့နောက်ခံဆိုတာလိုအပ်လာဝဟီရဲ့မိမောင်းထိုးပြမှုကိုလိုအပ်လာဝဟီမရှိဘူးဆိုလို့ရှိရင်အမှားတွေအမှန်တွေကိုအကောင်းအဆိုးတွေကိုမှန်ကန်ဝေခွဲနိုင်မှာမဟုတ်တော့ဘူးအဲ့တော့အစ္စလာမ်သာသနာမှာတော့နိုင်ငံရေးစနစ်နဲ့ပတ်သက်ပြီးတော့မှလည်းပဲဝဟီနဲ့ပြဋ္ဌာန်းထားပြီးသားရှိတယ်အဲ့ဒီဝဟီကနောက်မှာအခြေခံဥပဒေပုံစံမျိုးနဲ့ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက်ကြောင့်သူဒီအဓိကကြောယိုးဖြစ်နေတယ်နိုင်ငံရေးစနစ်မှာလည်းပဲဝဟီဒီအဓိကကြောယိုးပဲစီးပွားရေးစနစ်မှာလည်းပဲဝဟီဒီအဓိကကြောယိုးပဲအဲ့ဒီတိုင်းပဲဘန္နာရေးစနစ်မှာလည်းပဲဝဟီဒီအဓိကကြောယိုးပဲအဲ့တော့အစ္စလာမ်သာသနာမှာကဘာလုပ်ငန်းပဲလုပ်ဘာစနစ်တွေပဲပြိုးထောင်အဲ့ဒါကိုအဓိကအခြေခံဥပဒေအနေနဲ့ကြောယိုးအနေနဲ့ဘာကိုသုံးမလဲဆိုရင်ဝဟီကိုစပြီးတော့မှသုံးတယ်အဲ့တော့ဝဟီကိုသုံးပြီးဆိုတဲ့အခါကြလို့ရှိရင်ကမောက်ကမဆိုတာတွေမဖြစ်တော့ဝဟီကိုလက်လွတ်ပြီးတော့မှကျန်တာအားလုံးကိုယ်အုံနောက်နဲ့ကိုကြည်ကျက်လှုပ်လိုက်မယ်ဆိုတဲ့နိုင်ငံတွေအကုန်လုံးကအားလုံးအမိအမောက်မတည့်ကြဘူးကမောက်ကမတွေကြီးပဲသွားနေကြတယ်ခြုံပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကွက်ကွင်းမြင်နိုင်ပါတယ်ဒီနေ့ကမ္ဘာတစ်ခုလုံးမှာတခြားနိုင်ငံတွေနဲ့အာရပ်နိုင်ငံတွေပေါ့အစ္စလာမ်နိုင်ငံတွေမွတ်စလင်နိုင်ငံတွေနဲ့ရှင်ကြည့်မယ်ဆိုရင်မွတ်စလင်နိုင်ငံတွေမှာဘန္နာရေးကတ်ဆိုင်မှုဆိုတာတော်ယုံတန်ယုံတိတ်ပြီးတော့ဖြစ်လေမရှိဘူးဒါပေမဲ့ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေရှိတယ်ပြီးလို့ရှိရင်ဈေးကွက်စီးပွားရေးစနစ်ဆိုတာကအင်္ဂလိပ်လိုတော့ capitalism လို့ခေါ်တယ်ဟိုအရင်တုန်းကအရင်းရှင်စနစ်လို့ခေါ်ခဲ့ရတယ်အဲ့ဒီအရင်းရှင်စနစ်ကိုပဲနာမည်လေးလှသွားအောင်ဆိုပြီးတော့ဈေးကွက်စီးပွားရေးစနစ်ဆိုပြီးတော့မှပြန်ပြီးတော့ပြောင်းခေါ်လိုက်တာ
အမှန်တကယ်တော့အရင်ကလည်းဒါပဲအခုလည်းဒါပဲတိတ်ပြီးတော့ဘာမှများဆပြောင်းလဲသွားတာမဟုတ်ဘူးအဲ့တော့ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာလည်းပဲ2နှစ်3နှစ်4နှစ်လောက်နေပြီဆိုရင်တခါဘဏ္ဍာရေးကတ်ဆိုင်မှုဆိုတာကြီးကဖြစ်လာပြန်ရောဆိုရှယ်လစ်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေတော်တော်များများမှာလည်းပဲ3နှစ်ကနေ4နှစ်ဆိုတဲ့အတိုင်းအတာရောက်လာပြီဆိုရင်ဘဏ္ဍာရေးကတ်ဆိုင်မှုဆိုတာကြီးကဖြစ်လာပြန်ရောဒီနေ့ကမ္ဘာတစ်ခုလုံးမှာ top လို့ပြောတဲ့ super လို့ပြောတဲ့အမေရိကန်နိုင်ငံလိုတောင်မှသူ့နိုင်ငံမှာစီးပွားရေးသမားတွေအများကြီးပြီးလို့ရှိရင်စီးပွားရေးပညာရှင်တွေအများကြီးစီးပွားရေးတက္ကသိုလ်တွေအများကြီးကို special မြေတောင်မြှောက်ပေးထားတယ်ဒါပေမဲ့လည်းပဲ3နှစ်4နှစ်နေရင်တခါဘဏ္ဍာရေးကတ်ဆိုင်ပြန်ပြီ3နှစ်4နှစ်နေရင်တခါဘဏ္ဍာရေးကတ်ဆိုင်ပြန်ပြီဆိုတော့အဲ့လိုဘဏ္ဍာရေးကတ်ဆိုင်မှုကြီးကပြန်ဖြစ်လာတယ်အဲ့ဒါတွေဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့အဲ့ဒါတွေအားလုံးကိုပြန်လိုက်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီလိုဖြစ်တဲ့နိုင်ငံတွေအားလုံးကဝဟီကိုဘယ်တော့မှသူတို့ကရှေ့တန်းမတင်ကြဘူးသူတို့ကတော့ဝဟီကိုလက်ကိုမခံတဲ့အတွက်ကြောင့်အလောရှင်မြတ်ကိုလက်ကိုမခံတဲ့အတွက်ကြောင့်မလို့ဝဟီကိုလည်းလက်ခံစရာအကြောင်းတော့မရှိပါဘူးမှန်တယ်ဒါပေမဲ့အဲ့ဒီဝဟီဆိုတာကိုရှေ့တန်းမတင်ဘဲနဲ့ကိုနီးကိုဟန်နဲ့ကိုအုံနောက်နဲ့တိုင်းပြည်မှာစီးပွားရေးပညာရှင်တွေကနေပြီးတော့မှတိုင်ပင်ပြီးတော့မှဒီစနစ်ကတော့ကောင်းမယ်ထင်တယ်ဆိုပြီးတော့မှအဲ့ဒီစနစ်ကျင့်သုံးတယ်ဒီဟာကတော့ကောင်းမယ်ထင်တယ်ဆိုတဲ့အဲ့ဒီလိုနီးလမ်းမျိုးတွေကျင့်သုံးပြီးတော့မှသွားတဲ့နိုင်ငံတွေမှာအခုနပြောတဲ့ဟုတ်ပြီလားမမြင်နိုင်တဲ့ကတ်ဆိုင်မှုကြီးတွေပေါ့မလျော်ညီမှုတွေမမျှတမှုတွေဆိုတာတွေကဖြစ်ချလာတယ်ကဲအဲ့ဒီလိုမျိုးဘန္နာရေးကတ်ဆိုင်မှုတွေကတော်ယုံတန်ယုံမွတ်စလင်နိုင်ငံတွေမှာတိတ်ပြီးတော့မှဖြစ်လေမရှိဘူးဖြစ်ပြီးဆိုလို့ရှိရင်လည်းပဲတိုင်းပြည်မှာရှိတဲ့လူများစုနစ်နာလေးမရှိဘူးလူနည်းစုလောက်ပဲနစ်နာလေးရှိတယ်ဒါပေမဲ့ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးတယ်ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံတွေမှာတော့ဘယ်သူတွေမှာသွားပြီးတော့မှအဓိကအထိနာတယ်ဆိုရင်ဖြစ်ခရဲဆိုလဲတခါလားဆင်းရဲသားပဲနစ်နာဖြစ်ခရဲဆိုလဲတခါလားဘယ်သူနစ်နာလဲဆိုရင်ဆင်းရဲသားပဲနစ်နာဝင်ငွေနဲ့ပြည်သူတွေမှာပဲသွားပြီးတော့မှပြဿနာတက်စီတယ်အဲ့တော့3-4နှစ်နေလို့တခါကတ်ဆိုင်ပြီးဆိုတိုင်းဘယ်သူနာလဲဆိုရင်မိအေးပဲနာတယ်မိအေး2ခါနာဆိုလဲဒီမိအေးပဲ3ခါနာဆိုလဲဒီမိအေးပဲနာတယ်ဘာဖြစ်လို့သူတို့နိုင်ငံတွေမှာဝဟီကိုကြောတော့နောက်ခံမယူထားဘူးဆိုတဲ့အတွက်ကြောင့်မလို့ဆင်းရဲသားတွေအတွက်ကိုဘယ်သူကမှကာကွယ်ပေးနိုင်စွမ်းမရှိဘူးဘယ်ဥပဒေကမှလည်းကာကွယ်ပေးဖို့မလုံလောက်ဘူးဖြစ်နေတာကျွန်တော်တို့အားလုံးရေဘူးရဆန်ဆန်သဘောပေါက်ထားရမှာအချက်ကဘာလဲဆိုရင်လူသားတွေအားလုံးကိုဖန်ဆင်းတာဒီအလောရှင်မြတ်ကဖန်ဆင်းတယ်တရားဝါတွေအားလုံးကိုအရာရာတိုင်းကိုဖန်ဆင်းတာကအလောရှင်မြတ်ကဖန်ဆင်းတယ်အဲ့တော့ဒီဖန်ဆင်းထားပြီးသားအရာတွေအားလုံးကိုမျှတဖြစ်အောင်တဟဇာတဖြစ်အောင်ရေရှည်အစဉ်ပြေအောင်ဆိုပြီးတော့မှဒီအရှင်မြတ်ကနေပဲဥပဒေတွေပြန်ပြီးပြဋ္ဌာန်းပေးတယ်ဒီလူသားကိုအလောရှင်မြတ်ကဖန်ဆင်းတယ်ဒီလူသားရဲ့ပတ်ဝန်းကျင်ကိုလည်းအလောရှင်မြတ်ကဖန်ဆင်းတယ်ပြီးတော့အဲ့ဒီလူသားအဲ့ဒီပတ်ဝန်းကျင်ရေရှည်တည်တံ့ဖို့အတွက်ကိုလည်းပဲဥပဒေတွေကိုအလောရှင်မြတ်ကနေပြီးတော့မှပဲပြဋ္ဌာန်းတယ်အဲ့ဒီပြဋ္ဌာန်းတဲ့အလောရှင်မြတ်ပြဋ္ဌာန်းတဲ့ဥပဒေတွေကိုပဲဝဟီလို့ခေါ်တာဒါပေမဲ့ကိုယ်နိုင်ငံတွေအစိုးရတွေအနေနဲ့ကဝဟီကိုကြောထောက်နောက်ခံမယူဘူးဆိုတဲ့အခါမှာကိုနီးကိုဟန်နဲ့သွားပြီဆိုတဲ့အခါကျလို့ရှိရင်အမိအမောက်မတဲ့တာတွေဖြစ်လာပြီဆိုတော့ကြတော့ခဏနေကြလို့ရှိရင်တထေးတွေမှာသွားပြီးတော့မှကတ်ဆိုင်တယ်ခဏနေကြလို့ရှိရင်ဟိုစင်ရဲသားတွေမှာသွားပြီးတော့တခါကတ်ဆိုင်ပြန်ရောခဏနေကြလို့ရှိရင်အမျိုးသားဓုပေါ်မှာသွားပြီးကတ်ဆိုင်တယ်ခဏနေအမျိုးသမီးဓုပေါ်မှာသွားပြီးတော့မှကတ်ဆိုင်တယ်အဲ့လိုကတ်ဆိုင်မှုတွေကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဘာကြောင့်အဲ့လိုမျိုးဖြစ်ရတာလဲဆိုတော့ကိုနီးကိုဟန်နဲ့သွားလို့လူသားကိုအလောရှင်မြတ်ကအုံနောက်ချီးမြှင့်ထားတယ်ဆိုပေမဲ့ဒီအုံနောက်ဒီအကောင်အဆိုးအဆအရာရာအားလုံးကိုအမှားအမှန်မဝေခွဲနိုင်စွမ်းမရှိဘူးဥပမာအားဖြင့်ကျွန်တော်တို့ရဲ့အုံနောက်တွေဒီအဆအရာရာအတွက်ကိုလုံလောက်သလားမလုံလောက်သလားပြည့်စုံသလားမပြည့်စုံသလားဆိုတာကျွန်တော်တို့ဥပမာလေးတွေနဲ့ကြည့်ဒီနေ့လိန်တူဆက်ဆံခြင်းဆိုတဲ့ဟာကိုကျွန်တော်တို့တာမန်လူတွေကိုပြောပြလို့ရှိရင်အားလုံးကတော့နှာခေါင်းရှုံသွားလိမ့်မယ်ဟာမင်းဒါကြီးကအဓိပ္ပာယ်မရှိတာကွာနေသွားစမ်းမှာကွာဆိုပြီးတော့မှဒီလိုမျိုးပြောလိမ့်မယ်ဒါဆိုရင်သိရတာကဘာလဲဆိုတော့လိန်တူဆက်ဆံခြင်းဆိုတဲ့ကိစ္စအဲ့ဒီအမှုကိစ္စဒီဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့
ကျွန်တော်တို့လူအတိုင်းဝိုင်းကတော့ဆုံးဖြတ်တယ်မှန်ပြီဒါပေမဲ့အဲ့ဒီလိန်တူဆက်ဆံခြင်းဆိုတဲ့ကိစ္စကြီးကိုပဲဟိုအနောက်နိုင်ငံတွေမှာသွားပြီးတော့မှဟုတ်ပြီလားဥရောပတို့အမေရိကတို့အဲ့ဒီလိုတိုက်တွေမှာသွားပြီးတော့မှပြဋ္ဌာန်းထားလိုက်သွားပြီးတော့မှမေးလိုက်တော့ကြတော့သူတို့ရဲ့ထံမှာသူတို့ရဲ့အတွေးအခေါ်တွေကစီးမရှိစနစ်မရှိအထိန်အကွတ်မရှိဘဲနဲ့အတွေးအခေါ်တွေရှိနေတဲ့ကြပါသူတို့ကဘာပြောတယ်ဆိုလို့ရှိရင်ဟာလိန်တူဆက်ဆံခြင်းဆိုတာကလင်နဲ့မယားယူတယ်လို့မျိုးပဲယောက်ျားနဲ့မိန်းမအိမ်အောင်ပြုလို့ရရင်လိန်တူလည်းအိမ်အောင်ပြုလို့ရမှာပေါ့ဒါကလူတွေရဲ့ငါတို့ရဲ့အခွင့်အရေးကိုလာပြီးတော့မှပိတ်ပင်ရကြတယ်ဒီမိုကရေစီနဲ့ဆန့်ကျင်တယ်ဆိုပြီးတော့မှဒီလိုမျိုးပြန်ပြောပြီးဘာလုပ်တယ်လဲဆိုရင်တို့နိုင်ငံတွေမှာလွတ်တော်တွေကိုယ်တိုင်ကိုကနေပြီးတော့ဥပဒေပြဋ္ဌာန်းပြီးတော့လိန်တူချင်းလဲယူခွင့်ရှိပါတယ်တဲ့ဆိုပြီးတော့ပြညက်လိုက်ပြန်ရောကဲဒါဆိုရင်ကျွန်တော်မေးပြီဒီဘက်နိုင်ငံကလူတွေကကြတော့လိန်တူဆက်ဆံခြင်းလိန်တူအိမ်အောင်ပြုခြင်းဆိုတာကြီးကိုအားလုံးကယွန်ကြတယ်ဘယ်သူမှလက်မခံဘူးဒါပေမဲ့ဟိုဘက်နိုင်ငံကလူတွေကကြတော့ဒါကိုအားလုံးကမရေရှက်ရေလက်ခံကြတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့အုံနှောက်တွေကလုံလောက်မလားကျွန်တော်တို့ရဲ့အုံနှောက်တွေကဟိုဘက်နိုင်ငံကအုံနှောက်ရှင်တွေကကြတော့မဖွယ်မရကိစ္စကြီးကိုလည်းပဲသူတို့ကဖွယ်ရပါတယ်ဆိုပြီးလက်ခံတယ်ဒီဘက်နိုင်ငံကအုံနှောက်တွေကကြတော့ဒါကြီးကိုမဖွယ်မရပါဆိုပြီးတော့မှလက်ခံကြပြန်ရောအဲ့ဒီလိုလက်ခံပြီဆိုတော့ဒါဆိုရင်သိရတယ်အုံနှောက်ဆိုတာဒီအစအရာရာအားလုံးကို 100% မှန်အောင်ဆုံးဖြတ်နိုင်စွမ်းမရှိသေးဘူးတစ်ခါမှအုံနှောက်လိုက်မှမိတဲ့အရာတွေရှိတယ်အုံနောက်လိုက်မှမိတဲ့အရာတွေကိုရောက်သွားပြီဆိုတဲ့အခါကြလို့ရှိရင်အဲ့ဒါကဘယ်အားကိုးနဲ့အရှိဆက်ရလဲဆိုရင်ဝဟီရဲ့အားကိုးနဲ့အရှိဆက်ရတော့တယ်။ဘာဖြစ်လို့ဝဟီဆိုတာဘယ်ကနေလာတယ်လဲဆိုရင်ဖန်ဆင်းရှင်စီကနေလာတယ်။ဖန်ဆင်းခံတွေကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်ကသူဘယ်လိုပုံစံဖွဲ့စည်းပုံနဲ့ဖန်ဆင်းထားတယ်လဲဆိုတာသူသိတယ်။သိတဲ့အတွက်ကြောင့်မလို့ငါဖွဲ့စည်းထားတဲ့ဒီအဖန်ဆင်းခံအတွက်ကိုဘယ်ဥပဒေဆိုရင်လုံလောက်မလဲဘယ်ဥပဒေဆိုရင်အစင်မပြေနိုင်ဘူးလဲဆိုတာအဲ့ဒီအရှင်မြတ်ကသိတယ်။သိတဲ့အတွက်ကြောင့်မလို့အလောရှင်မြတ်ကနေပြီးတော့ဒီအဖန်ဆင်းခံအတွက်ကိုဒီဥပဒေတင့်တော်တယ်ဆိုပြီးတော့မှအလောရှင်မြတ်ဘက်ကပြညက်တယ်ပြဋ္ဌာန်းတယ်အဲ့ဒီလိုပြဋ္ဌာန်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီအဖန်ဆင်းခံတွေကအဲ့ဒီဥပဒေတိုင်းရှောက်လှမ်းပြီးသွားမယ်ဆိုလို့ရှိရင်တော်ယုံတန်ယုံနဲ့လမ်းမှာမရောက်ဒါကအုံနောက်လိုက်မှမိတဲ့ကိစ္စတွေမှာဘာကိုသွားအားကိုးရမလဲဆိုရင်ဝဟီကိုပဲအားကိုးရတော့မယ်ဝဟီကိုလုံးဝအားမကိုးနိုင်ဘူးလူအရေးကိစ္စတွေအားလုံးကလူအုံနောက်နဲ့ပဲဆုံးဖြတ်မယ်လို့အဲ့ဒီလိုမျိုးပြောပြီးဆိုတဲ့အခါကြလို့ရှိရင်အခုနပြောသလိုမဖွယ်မရကိစ္စတွေကိုလည်းပဲတချို့အုံနောက်တွေကဖွယ်ရပါတယ်လို့သတ်မှတ်တယ်တချို့အုံနောက်တွေကမဖွယ်ရပါဘူးလို့သတ်မှတ်တယ်ဆိုတော့အကွဲအလွဲဖြစ်နေပြီဆိုကြတဲ့ကူကသိနေရပြီအုံနောက်ကမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းမရှိဘူးဆိုပြီးတော့မှဒီနေ့နောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့နေကာလောက်ပြီးတော့မှအမျိုးသမီးတွေကိုအိမ်အောင်ပြုတယ်ဒါကတာဝန်ယူရတယ်ဒီနေ့ကမ္ဘာတစ်ခုလုံးမှာရှိတဲ့တခြားအနောက်နိုင်ငံတွေမှာထပ်ပြီးတော့နောက်ထပ်စနစ်တစ်ခုရှိသေးတယ် living together ဆိုတာအဲ့ဒါဘာလဲဆိုတော့အိမ်တော်မပြုတ်ဘဲနဲ့တူတူနေတယ်တူတူနေပြီးတော့မှကလေးတွေပါတွေလည်းရလာတယ်ဟိုအသက်ကြီးမှစိတ်ကူးပေါက်ပြီးတော့မှငါတို့လင်မယားလောက်ကြရအောင်ကွာဆိုပြီးတော့မှအဲ့ဒီကြတော့မှအိမ်တော်ပြုတ်ကြတယ်သားသမီးတွေကမင်္ဂလာပွဲတက်ပြီးတယ်ဒါဆိုရင်အဲ့ဒီမှာကိစ္စနှစ်ခုရှိနေတယ်တစ်ခုကဘာလဲဆိုတော့တရားဝင်တခြားအမျိုးသမီးတယောက်ကိုသွားပြီးတော့မှခြေတော်တင်မယ်ဆိုရင်ခြေတော်မတင်ခင်ကတည်းကမဟ်ပေးရတယ်လူသိရှင်ကြားယူရတယ်တာဝန်ယူရတယ်လူသိရှင်ကြားတာဝန်ယူပြီးမှခြေတော်တင်ခွင့်ရှိတယ်ဒါကပုံစံတစ်မျိုးသွားတယ်ဆိုလိုတာနေကာကိုပြောတာနောက်တစ်ဖက်မှာကျတော့ဘာလဲဆိုတော့ဘာမဟ်မှလည်းမရှိဘူးလူသိရှင်ကြားလည်းမရှိဘဲနဲ့မိန်းကလေးတယောက်ကိုခေါ်ပြီးတော့မှဒီညအိတ်ထလိုက်တယ်နောက်နေ့ကလေးမွေးပြီအဲ့ဒီလိုမျိုးစနစ်ဆိုတော့ဒါဆိုရင်အမျိုးသမီးတယောက်ရဲ့အိန္ဒိယတိတ်ခါကိုလုံးဝကြက်ကလေးငှက်ကလေးတတ်တယ်လို့မျိုးပဲဘာမှတရိษံတကောင်လည်းအဆင့်မှာပဲသွားပြီးထားတယ်လို့ဖြစ်သွားပြီဆိုတော့မိန်းကလေးရဲ့တိတ်ခါကိုထိန်းနေဆိုတာမရှိတော့နေကာလှုပ်လို့ရှိရင်ကြတော့နေကာလှုပ်ပြီးတော့မှယူခြင်းဆိုတာကသူကဘာလဲဆိုတော့ဒါတာဝန်အပြည့်ယူရတာမွေးလာတဲ့သားသမီးပေါ်မှာလည်းကျွန်တော်ကနေပြီးတော့မှဟုတ်ပြီလားသူ့ရဲ့ဇရိတ်ကိုထောက်ပံ့ပါမယ်ဒီအမျိုးသမီးရဲ့ဇရိတ်ကိုလည်းကျွန်တော်ထောက်ပံ့ပါမယ်ဒီအမျိုးသမီးရဲ့စားဝတ်နေရေးအစအရာရာကျမ်းမာရေးပညာရေးအားလုံးကျွန်တော်ထောက်ပံ့ပါမယ်ဆိုပြီးတော့တာဝန်ယူရတာ
လူသိရှင်ကြားတာဝန်ယူတဲ့စနစ်နဲ့ဟိုဘက်မှာဘာမှအဆင့်တန်းမရှိတဲ့ပုံစံမျိုးနဲ့အိန္ဒိယတိတ်ခါကိုဖျက်ဆီးတဲ့စနစ်နှစ်ခုဒီလိုနှစ်ခုဆိုတဲ့နေရာမှာကဲဟုတ်ပြီအုံနောက်ကိုမေးမယ်အုံနောက်ကိုကျွန်တော်တို့မေးမယ်ဘယ်ဟာကကောင်းလဲဘယ်ဟာကမကောင်းဘူးလဲလို့မေးလို့ရှိရင် living together ဆိုတဲ့ဟာတွေကိုနေလေနေထရှိတဲ့သူတွေပြီးလို့ရှိရင်အတွေးအခေါ်ပိုင်းဆိုင်ရာမှာစီးစနစ်မရှိတဲ့သူတွေကတော့ဘာပြောမလဲဆိုရင် living together လဲရတာပဲလေဘာများဖြစ်လို့လဲဆိုပြီးတော့သူတို့အုံနောက်ကဆုံးဖြတ်လိုက်တယ်ဆိုတော့ living together နေကမရှိပဲအတူတူနေခြင်းကိုပိုင်ပါတယ်ဒါဘာမှပြဿနာရှိတဲ့ကိစ္စမဟုတ်ဘူးဆိုပြီးတော့မှသူတို့အုံနောက်တွေကဆုံးဖြတ်တယ်ဒါပေမဲ့ဟုတ်မှန်ကန်ကန်တွေးခေါ်ပါတယ်ဆိုတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကိုသွားပြီးမေးမယ်ဆိုလို့ရှိရင်တော့နှာခေါင်းရှုံကြလိမ့်မယ်ကိုသမီးကိုအဲ့ဒီလိုပုံစံသူများခြေတော်လာတင်သွားတယ်ဆိုလို့ရှိရင်တော့ဘယ်သူမှလက်ခံမှာမဟုတ်ဘူးဒီနေ့ဗမာပြည်မှာဗုဒ္ဓဘာသာဝင်တွေတို့တခြားဘာသာဝင်တွေတို့အခြားဘာသာဝင်တွေအကုန်လုံးကကိုယ်တိုင်လည်းပဲနေကာမလုပ်ဘဲနဲ့အိမ်တော်မပြုတ်ဘဲနဲ့တရားဝင်လက်ထပ်ခြင်းမပြုတ်ဘဲနဲ့ living together ပုံစံမျိုးနေတယ်ဆိုရင်ဘယ်မိဘကမှလက်မခံဘူးဒါဆိုရင်ဒီမိဘတွေကသူတို့ရဲ့အုံနောက်တွေကကြတော့မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းရှိသေးတယ်ဒါပေမဲ့အနောက်နိုင်ငံတွေမှာဩစတြေးလျလိုနိုင်ငံရှိတယ်အင်္ဂလန်လိုနိုင်ငံရှိတယ်အမေရိကတိုက်ဥရောပတိုက်အဲ့လိုနေရာတွေမှာရှိတယ်ကိုသမီးကိုကြောင်းလွှတ်လိုက်တယ်ကြောင်းလွှတ်လိုက်တယ်ဒီဘဲတယောက်နဲ့တွဲပြန်ရောတွဲပြီးတော့မှဟောတဲကိုခန်းလည်းရောက်သွားပြန်ရောဟောခဏနေကလေးမွေးပြန်ရောအဲ့ဒါကိုအမေတွေကိုယ်တိုင်ကလည်းပဲတိတ်ခါမရှိတဲ့ကိစ္စလို့မတတ်မှတ်အဖေတွေကိုယ်တိုင်ကလည်းပဲတိတ်ခါမရှိတဲ့ကိစ္စဆိုပြီးတော့မှမတတ်မှတ်အဲ့တော့သူတို့ရဲ့အုံနောက်တွေထဲမှာပိုးထိထားတယ် virus ဝင်ထားတဲ့အတွက်ကြောင့်သူတို့ဒီကိုယ့်သမီးကိုသူများကဘာတာဝန်မှမယူဘဲနဲ့ခြေတော်လာတင်သွားတယ်အိမ်တွေ့တိုင်းခြေဆေးတယ်ဆိုတဲ့ပုံစံမျိုးခြေဆေးသွားတယ်ဒါပေမဲ့မိဘမှာပါခံစားချက်မှာဖြစ်မလာဘူးဒါဆိုရင်သိရတယ်အုံနောက်ဆိုတာဒီကျွန်တော်တို့ရဲ့အုံနောက်တွေကအရာရာတိုင်းကိုမှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းမရှိသေးဘူးအုံနောက်နဲ့မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အတိုင်းအတာဆိုတာရှိတယ်အုံနောက်လိုက်မှမိတော့တဲ့အတိုင်းအတာဆိုတာတွေကရှိတယ်အုံနောက်လိုက်မှမိတော့တဲ့အရာတွေမှာဘာရဲ့အကူအညီလိုအပ်လာပြီလဲဆိုရင်ဝဟီရဲ့အကူအညီလိုအပ်လာပြီအဲ့ဒါကြောင့်မလို့အစ္စလာမ်သာသနာမှာဝဟီကနေပြီးတော့မှပြဋ္ဌာန်းထားတယ်အလ္လာဟ်ရှင်မြတ်ကနေပြဋ္ဌာန်းထားတယ်မိန်းကလေးတယောက်ကိုသွားပြီးတော့မှခြေတော်တင်ခြင်းနဲ့ဆိုရင်ဗလိုင်းကြီးခြေတော်တင်ခွင့်မရှိဘူးဘာလို့ရမလဲအရင်ဆုံးမဟရ်ဆိုတဲ့ဒီမိန်းကလေးရဲ့အမေဒီမိန်းကလေးရဲ့အမညီမဒီမိန်းကလေးရဲ့အမေရဲ့အမညီမတွေမဟရ်ခါတိုင်းဘလောက်ရလေရထားရှိတယ်လဲမဟရီမစ်လေလို့ခေါ်တယ်ပုံမှန်ရလေရထားရှိတဲ့မဟရ်အတိုင်းတာကိုကညာကြီးအရင်သွင်းရနံပါတ်1ကညာကြီးသွင်းပြီးတဲ့နောက်ပိုင်းမှာနံပါတ်2ဘာလုပ်အောင်လဲဆိုရင်လူသိရှင်ကြားအိမ်တော်အပြုတ်ပြရအောင်လူမသိသူမသိပုံစံမျိုးနဲ့အိမ်တော်ပြုတ်ပြလို့မရဘူးနော်အစ္စလာမ်မှာလက်မခံဘူးလူမသိသူမသိပုံစံမျိုးနဲ့ကျွန်တော်တို့တက်တွေ2ယောက်နဲ့တော့တက်တွေမပါဘဲနဲ့ကျွန်တော်တို့ဒီလင်နဲ့ဂျင်မယားနဲ့အတူတူနေအစဉ်ပြေလို့ကျွန်တော်တို့နေကာလောက်လိုက်ကြပြီဆိုတော့အဲ့ဒီလိုအိမ်တော်ပြုတ်ခြင်းအစ္စလာမ်သာသနာမှာလက်မခံအ ਨੇ ဆုံးတက်တွေ2ယောက်ရှိရဒါပေမဲ့လည်းပဲဟာဒီသ်ဆိုတဲ့မှာတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကပိုကောင်းတဲ့စနစ်ပြဋ္ဌာန်းထားပြီတဲ့တက်တွေ2ယောက်ရှိုံနဲ့မကသေးဘူးအများသူမှာသိအောင်လို့ကြည်ညာပြီးတော့မှအိမ်တော်ပြုတ်ရမယ်ဆိုပြီးတော့မှပြည့်ညက်ထားတယ်ဒါကဝဟီပဲအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကလူသားတွေကိုမင်းကိုချင်းကိုနီးကိုဟန်နဲ့ကိုလှုပ်ချင်တိုင်းလှုပ်နေကြမှာဆိုလို့ဝဟီကနေကြော်ပြီးတော့မှလာပြပေးတယ်ဘယ်သူမှဒီပုံစံတဲ့ကြော်ပြီးတော့နောက်ပုံစံတစ်မျိုးအိမ်တော်ပြုတ်ခွင့်မရှိစေရဆိုပြီးတော့မှပြဋ္ဌာန်းလိုက်အဲ့တော့ဒါဒီဝဟီပဲဝဟီနဲ့ပြဋ္ဌာန်းလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်သွားသလဲဆိုရင်ဒီမိန်းကလေးရဲ့မိဘမှာလည်းတိတ်ခါရှိတယ်ဒီမိန်းကလေးရဲ့မွေးလာတဲ့သားသမီးမှာလည်းတိတ်ခါရှိတယ်ဒီမိန်းကလေးရဲ့မျိုးရိုးအတိုင်းအဝိုင်းမှာလည်းပဲတိတ်ခါဆိုတာရှိတယ်အဲ့ဒီတိတ်ခါဘာနဲ့ထိန်းလိုက်တာလဲဆိုရင်နေကာနဲ့ဆွဲပြီးတော့မှထိန်းလိုက်တာလူသားတွေကိုပြောမယ်အဲ့လိုသာဝဟီမချပေးဘဲနဲ့လူသားတွေကိုကိုနီးကိုဟန်နဲ့ကြည်လောက်ကြဗျာလို့ပြောလို့ရှိရင်ကတော့ဟုတ်ပြီလား living together ဆိုတာကြီးကလုံးဝပြန့်နှံ့သွားတယ်ဒီနေ့ဒီမိန်းကလေးတယောက်ကိုကြိုက်ပါတယ်ဆိုပြီးတော့မှမိန်းကလေးတွေဆိုတာကအုံနောက်နဲတယ်အလ္လာဟ်ရှင်မြတ်ကိုတော်တိုင်ကလည်းပဲမိန့်ထားပြီးသားပဲမိန်းကလေးတွေဒီအုံနောက်အတိညာနဲတယ်အဲ့တော့အတိညာနဲတဲ့မိန်းကလေးတွေကိုအမျိုးမျိုးမြှူဆွဲပြီးတော့မှအသာလေးတညအိပ်ဖို့အတွက်ကဘာမှတိတ်ပြီးခဲရင်တဲ့ကိစ္စမဟုတ်ဘူးမိန်းကလေးကပါသွားမယ်ဒါပေမဲ့အဲ့လိုပါမသွားရလေအောင်ဘာနဲ့ဆွဲပြီးထိထားတယ်လေနေကမလုတ်မနေရဆိုပြီးတော့မှအဲ့ဒီလိုဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက်ကြောင့်မလို့
တိတ်ပြီးတော့ကြက်မပြည့်ပါဘူးဆိုတော့မိန်ကလေးကိုလည်းသွားပြီးဗလိုင်းကြီးခြေတော်သွားတင်လို့မရဘူးဘာဖြစ်လို့နေကမလုတ်မနေရဆိုတဲ့စီကံချက်ကြီးတစ်ခုနဲ့ပိတ်ထားတဲ့အတွက်ကြောင့်မလို့တာမန်ယောက်ျားလေးကဗလိုင်းကြီးဆွဲပြီးတော့မှဟုတ်ပြီလားလက်ရဲဇက်ရဲလုတ်မလာရဲတော့အဲ့ဒီတိုင်းပဲမိန်ကလေးတွေကိုအလောရှိမြတ်ကနေပြီးတော့ပြထမ်းထားတယ်ဟိဂျာလုံကြုံစွာဝတ်ချင်ခြင်းဆိုတာတခုကိုမိန်ကလေးတွေမဝတ်မနေရဆိုပြီးတော့ပြထမ်းထားတယ်အဲ့ဒီမဝတ်မနေရဆိုပြီးပြထမ်းထားခြင်းဆိုတာကဘာတွေကိုသွားပြီးတော့မှတားမြစ်စေတယ်လေအထောက်အပံ့ဖြစ်စေတယ်လေဆိုရင်ပတ်ဝန်းကျင်မှာဇေနာကိုယော့ကျစေတယ်ပတ်ဝန်းကျင်မှာဇေနာကိုယော့ကျစေတယ်ကျွန်တော်တို့အာရဗ်နိုင်ငံတွေမွတ်စလင်နိုင်ငံတွေမှာကြည့်မယ်ဆိုလို့ရှိရင်မွတ်စလင်နိုင်ငံတွေမှာမွတ်စလင်အမျိုးသမီးတွေအဲ့တိုင်းပဲဘာသာကြားအမျိုးသမီးတွေကိုယ်တိုင်လည်းပဲပါရဒါမပါပဲအပြင်မထွက်ရလုံခြုံစွာဝတ်ဆင်ထားခြင်းမရှိပဲအပြင်ထွက်လို့မရဘူးဒူဘိုင်းလိုနိုင်ငံမျိုးမှာတော့မှသူ့နိုင်ငံမှာရှိတဲ့မွတ်စလင်အမျိုးသမီးမဟုတ်ပဲဘာသာကြားအမျိုးသမီးလည်းပဲဥပဒေတိုင်းပြည်ကနေဥပဒေအနေနဲ့ပြဋ္ဌာန်းထားတယ်ပါရဒါမရှိပဲနဲ့ဟီဂျာဘ်ဆိုတာမျိုးလုံခြုံစွာဝတ်ဆင်ထားခြင်းမရှိပဲအပြင်မထွက်ရဘူး။ဘာကြောင့်အပြင်မှာဘောရခါတွေနဲ့အကုန်သွားနေတယ်အဲ့ဒါအားလုံးမွတ်စလင်မဟုတ်ဘူး။ပြင်မှာဘောရခါတွေနဲ့အကုန်သွားနေတယ်ဒါပေမဲ့အဲ့ဒါအားလုံးမွတ်စလင်မဟုတ်ဘူးအဲ့ဒီထဲမှာဘာသာကြားတွေအများကြီးရှိတယ်အိမ်ထဲရောက်ရင်ဘောရခါဆွဲပြီးတော့ချုပ်လိုက်တယ်ဒါပေမဲ့အပြင်ရောက်ရင်တော့မဝတ်လို့မရဘူးဥပဒေနဲ့အပြီးကိုပြဋ္ဌာန်းထားတာ။ဘာဖြစ်လို့စီးမရှိကမ်းမရှိနဲ့အတူအပြတ်တွေနဲ့ဝတ်ချင်တယ်လို့ဝတ်မယ်မလုံတလုံးတွေဝတ်ပြီးတော့အပြင်ကိုသွားမယ်ဆိုလို့ရှိရင်အပြင်မှာဘာတွေဖြစ်စေတယ်လဲဆိုတော့ဇေနာဆိုတဲ့အမှုကိစ္စတွေအများကြီးတိုးလာစေတယ်အဲ့ဒီလိုဇေနာတွေတိုးလာစေပြီဆိုတဲ့အခါကြလို့ရှိရင်ကျေနပ်လို့အတူတူနေလိုက်ကြတာကပြဿနာမရှိဘူးမကျေနပ်လို့အတူတူနေကြမကျေနပ်တဲ့ကိစ္စတွေမှာပြဿနာတွေရှင်းရတာအများကြီးခက်လာတယ်ပြီးရင်အဲ့လိုမရင်းကျင့်ခံလိုက်ရပါတယ်ဆိုတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးကလည်းပဲဘာဖြစ်သွားတယ်လဲဆိုတော့သူ့ရဲ့မိဘတွေလည်းတိတ်ခါကြတယ်သူ့ရဲ့မောင်နှမတွေလည်းတိတ်ခါကြတယ်ဒီမိန်းကလေးကိုနောက်ထပ်တခြားသူတွေအိမ်အောင်ပြုတ်ဖို့အတွက်ကိုလည်းဘယ်သူမှမယူကျင်ကြတော့ဒါမျိုးပြဿနာတွေနောက်ဆက်တွဲပြဿနာတွေစဉ်းစားလို့မရတာတွေအများကြီးထပ်ပြီးတော့မှဖြစ်လာစေတယ်အဲ့ဒီလိုပြဿနာတွေမဖြစ်ရလေအောင်ဆိုပြီးတော့မှလူသားကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကဥပဒေပါတခါတည်းပြဋ္ဌာန်းပေးလိုက်တယ်ဘာပြောလိုက်တယ်ဆိုရင်အပြင်ထွက်ရင်ပါရဒါမပါပဲမထွက်ရဒီလိုပုံစံမျိုးပြညတ်လိုက်ပြီးလို့ရှိရင်ဇေနာဆိုတဲ့ကိစ္စအဲ့လိုပါရဒါကိုပြဋ္ဌာန်းထားပြီးတဲ့နောက်ပိုင်းမှာကိုဇေနာထပ်ဖြစ်သေးတာထပ်ဖြစ်သေးတယ်ဆိုလို့ရှိရင်အစ္စလာမ်သာသနာမှာကထပ်ပြီးတော့မှကြိမ်တန်နေတို့တေတန်နေတို့ထပ်ပြီးတော့ပေးထားသေးတယ်အဲ့ဒီလိုပေးထားတဲ့အတွက်ကြောင့်မွတ်စလင်နိုင်ငံတွေမှာကဇေနာဆိုတဲ့အမှုကိစ္စတော်ရုံတန်ရုံဖြစ်လေမရှိဒီနေ့ကမ္ဘာနိုင်ငံအသီးသီးမှာဟိုပါပေါ့သူတေသနာလောက်ထားတဲ့စစ်တမ်းတွေပေါ့နိုင်ငံတိုင်းမှာပြစ်မှုတစ်ခုဖြစ်ပြီဆိုရင်အဲ့ဒီပြစ်မှုတွေအကုန်လုံးမှတ်တမ်းတင်ထားရတယ်။ဘာသာကြားနိုင်ငံတွေမှာတစ်နှစ်ကိုမရိမှုဘယ်လောက်ဖြစ်တယ်လဲဆိုတဲ့အဲ့ဒီအမှုတွေနဲ့ပြီးရင်မွတ်စလင်နိုင်ငံတွေမှာမရိမှုဘယ်လောက်ဖြစ်တယ်လဲဆိုတာတွေကိုတိုင်းရှင်ကြည့်လိုက်လို့ရှိရင်မွတ်စလင်နိုင်ငံမှာယာကနန်းတစ်နှစ်လုံးနေမှာယာကနန်းထောင်ကနန်းပဲရှိတယ်။သူများနိုင်ငံတွေမှာတစ်နှစ်လုံးနေလို့ရှိရင်သိန်းကနန်းနဲ့မကဘူးရှိတယ်။သိန်းကနန်းဆိုတာလာတိုင်တဲ့အမှုပဲရှိတာနော်လာမတိုင်တဲ့အမှုတွေအများကြီးရှိသေးတယ်ဒါဆိုလို့ရှိရင်ကြည့်လို့ရတယ်ဟိုဝဟီကိုကြောတော့နောက်ခံလုပ်ပြီးနေတဲ့နိုင်ငံတွေမှာကအခုနပြောသလိုမျိုးပုံမှန်တွေပြစ်မှုတွေအများကြီးဖြစ်လေမရှိဘူးဘာကြောင့်ပေါ့ဝန်းကျင်မှာဥပဒေတွေကဝိုင်းပြီးတော့မှထိန်းနေတာဖြစ်တဲ့ကြောင့်မနစ်နာသူများမနစ်နာရေးဆိုတာကြီးကဖြစ်သွားရောအဲ့တော့ပြောချင်တာကဘာလဲဆိုရင်စကားရှည်သွားနေပြီဝဟီဆိုတာကိုအကြည့်ဝဟီဘလောက်အရေးပါတယ်လဲဆိုတာကိုကျွန်တော်သိအောင်ရှင်းပြနေတာဒီနေ့မြန်မာနိုင်ငံမှာလည်းပဲတော်တော်များများမွတ်စလင်တွေထူးသဖြင့်ခေတ်ပညာတတ်တွေဒီနေ့အနောက်တိုင်းပညာသင်တယ်ဟုတ်ပြီလားခေတ်ပညာတတ်လူငယ်တွေမှာပို့ပြီးတော့အတွေ့အခေါ်ပိုင်းဆိုင်ရာပို့ပြီးပြည့်စည်မှုတွေဖြစ်လာတယ်ဘာပြောကြတယ်လဲဆိုလို့ရှိရင်ရှရီအတ်ကနေပြီးတော့မှဟိုပါရဒါဟီဂျာဘ်ဆိုတာကြီးကိုဝတ်ရမယ်ဆိုတဲ့ဟာမျိုးကိုပြဋ္ဌာန်းတာငါတို့ရဲ့လွတ်လပ်မှုအခွင့်အရေးကိုငါတို့ရဲ့လွတ်လပ်ခွင့်ကိုလာပြီးချုပ်ကင်တယ်လို့ဖြစ်တယ်ဆိုပြီးတော့ဒီလိုမျိုးတွေပြောကြတယ်အဲ့ဒီတိုင်းပဲ living together နေကမလုပ်ပဲနဲ့အတူတူနေခွင့်ကဘာမှပြဿနာမရှိဘူးမိန်းကလေးကလက်ခံနေတာပဲကွာဘာဖြစ်လို့ရှရီအတ်ကလက်မခံရတာလဲဆိုပြီးတော့မှဒါမျိုးကြီးရှရီအတ်ကိုပါပြန်ပြီးတော့မှမေးခွန်းထုတ်လာကြတယ်နာအူဇူဘီလာဟီမင်ဇာလစ်အဲ့ဒီလိုစကားတွေပြောတယ်အဲ့ဒီလိုအတွေးခေါ်ရှိတဲ့သူတွေဒီအီမန်ပါပြက်တယ်ဒါကျွန်တော်တို့ရဲ့သားသမီးတွေကိုတေးသေးချာချာသူ့ပြည့်တွင်တင်ပေးဖို့လိုအပ်ပါတယ်နော်ဒါလူကြီးတွေကတော့သဘောပေါက်တယ်လူငယ်တွေမှာဒါတွေကိုသဘောပေါက်နိုင်စွမ်းမရှိသေးဘူးပါရဒါ
မဝတ်မနေရပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့လွတ်လပ်ခွင့်ကိုချုပ်ကင်တယ်လို့ပြောမယ်ပြီးရင်နေကာမလုပ်မနေရလို့ပြောလို့ရှိရင်နေကာမလုပ်ဘဲနဲ့ဒီတိုင်းနေနေတာကွာပဲမိန်းကလေးကလက်ခံတာပဲငါတို့လည်းမလုပ်ဘူးကွာဆိုပြီးယူရင်တယောက်ပဲရမယ်တဲ့မယူရင်အများကြီးရတယ်တဲ့ဆိုပြီးတော့မှနာအူဇူဘီလာဟီမင်ဇာလစ်ဒါကုဖရရဲ့ဇကားတွေဒီလိုဇကားတွေကြောင့်အီမန်မှာပြည့်စေနိုင်ပါတယ်အရက်ထဲမှာရှိနေတဲ့မိန်းကလေးတွေကအလကားရထားတာမဟုတ်ဘူးအိန္ဒိယမရှိတဲ့မိန်းကလေးတွေမဟုတ်ဘူးဒီလိုဇကားမျိုးတွေပြောရအောင်ဒီမိန်းကလေးတွေကိုနေကာနဲ့ဘာကြောင့်ပြည့်ညက်ထားရလဲကြက်မှတ်ထားရတယ်ဆိုလို့ရှိရင်မိန်းကလေးဆိုတာခုနပြောပြီးသားအတိညာနဲတယ်အတိညာနဲတယ်ဆိုတော့တော်ကီကောင်းတဲ့ယောက်ျားဆိုရင်အနောက်မှာပါသွားမှာပဲတော်ကီကောင်းတဲ့ယောက်ျားအမျိုးမျိုးတော်ကီနဲ့ပြည့်နေတယ်ဆိုလို့ရှိရင်အဲ့ဒီမိန်းကလေးကဝတ်သွားမယ်ဝတ်သွားပြီဆိုတဲ့ချိန်ကျရင်ကြိုက်တာလို့သူခံသွားရမယ်ဟုတ်ပြီနောက်တစ်လနှစ်လလောက်နေပြီဟောကိုဝန်ရှိလာပြီဟောကလေးမွေးတော့မယ်ဆိုတဲ့ချိန်ကျရင်တာဝန်မယူတော့ဘူးဆိုပြီးတော့မှနောက်ပြန်ဆုတ်သွားပြီဆိုရင်ဟိုဘက်ကမိန်းကလေးဟိုဘက်ကမိန်းကလေးရဲ့အတိုင်းအဝိုင်းဟိုဘက်ကမိန်းကလေးရဲ့အနာဂတ်ဘာဘယ်လိုဆက်ကြမလဲဒါလုံးဝမဖြစ်တဲ့ကိစ္စတွေကျွန်တော်တို့လူငယ်တွေရဲ့အတွေးအခေါ်တွေထဲမှာကိုက liberalism လို့ခေါ်တဲ့ဟိုအနောက်တိုင်းအတွေးအခေါ်တွေပေါ့ဗမာလိုပြောရင်အနောက်တိုင်းအတွေးခေါ်လွတ်လပ်စွာလုတ်ပိုင်ခွင့်လွတ်လပ်စွာတွေးခေါ်ခွင့်ဆိုတဲ့အဲ့ဒီလွတ်လပ်စွာတို့လွတ်လပ်ခြင်းဆိုတဲ့စကားလုံးတွေကဘာလဲဆိုရင်ဟာဇရတ်အလီရဒီยัลလောဟူတအာလာအန်ဟူပြောခဲ့တယ်ကလီမတ်ဟက်ဂ်အူရီဒဘီဟလ်ဘာတိလ်ဘာလဲဆိုတော့ပြောနေတဲ့စကားကတော့အမှန်ပဲဒါပေမဲ့တလွဲသုံးနေတယ်ဗမာလိုပြောရင်တလွဲသပင်ကောင်းတယ်လို့ပြောတာပြောနေတဲ့စကားကတော့မှန်တယ်ဟာဟုတ်တာပေါ့လွတ်လပ်ခွင့်ဟုတ်တာပေါ့လူတိုင်းကကိုယ့်ကိစ္စနဲ့ကိုယ့်ရဲ့အတွေးခေါ်နဲ့ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုရှိတင်တာပေါ့ဆိုပြီးတော့မှဒီလိုမျိုးပြောလိုက်ဒါပေမဲ့တခြားသူတွေကိုနစ်နာစေတဲ့လွတ်လပ်ခွင့်မျိုးကြတော့ဒါဘယ်လိုလွတ်လပ်ခွင့်မျိုးလို့ပြောလို့ရမှာလဲဥပမာဖြင့်လွတ်လပ်စွာပြောဆိုခွင့်ဒီမိုကရေစီနိုင်ငံမှာရှိတယ်ဆိုပြီးဥပဒေနဲ့ပြည့်ညက်ထားတယ်ပြဋ္ဌာန်းပေးတတ်တယ်ကဲဟုတ်ပြီကျွန်တော်သူများအိမ်သွားပြီးတော့မှညကြီးတကောင်ကိုပတ်ဝန်းကျင်ကသူတွေဒုက္ခရောက်အောင်ကျွန်တော်ဆဲဆိုနေမယ်မူးပြီးတော့မှရမ်းနေမယ်ကားဟုံးအသေးတီးနေမယ်ကားချင်းဒုံတိုင်းနဲ့တိုက်နေမယ်ကားကိုအိမ်နဲ့တိုက်နေမယ်ဒုံတိုင်းဆူညံအောင်ကျွန်တော်လုပ်နေမယ်ဒါကျွန်တော်လွတ်လပ်ခွင့်လေကျွန်တော်လုပ်မှာပဲလေဘာဖြစ်လဲကဲရမလားဘာဖြစ်လို့သူများပတ်ဝန်းကျင်အိတ်ခင်ကြီးအချိန်သူများအိတ်ချိန်မှာဒါဒီအများသူမှဒုက္ခရောက်စေတယ်ဒါဆိုရင်ဒါကိုလွတ်လပ်ခွင့်လို့ဘယ်လိုမှပြောလို့မရအောင်ဒါကြောင့်ဒီနေ့ကမ္ဘာတစ်ခုလုံးမှာအဲ့လွတ်လပ်ခွင့်ဆိုတဲ့စလုံးလေးတစ်လုံးနဲ့ဘာလို့နေကြတယ်ဆိုလို့ရှိရင်အမျိုးမျိုးလက်တစ်လုံးကြားဆွဲပြီးတော့မှယူသွားကြတယ်အခုနပြောတဲ့လိန်တူအိမ်အောင်ပြုတ်ခွင့်လိန်တူဆက်ဆံခွင့်ဆိုတာကလည်းပဲအနောက်နိုင်ငံကလူတွေဘာပြောတယ်ဆိုရင်ငါတို့ယောက်ျားကိုပဲယူမိန်းမကိုပဲယူကြိုက်တာယူငါလွတ်လပ်ခွင့်ငါယူခွင့်ရှိတာဗောဆိုပြီးတော့မှဒီလိုပုံစံမျိုးတွေပြောပြီးတော့မှခွင့်ပြုထားတယ်အဲ့တော့လွတ်လပ်ခွင့်ဆိုတဲ့အနောက်ွယ်မှာမဖွဲမရကိစ္စတွေပါအားလုံးကိုလွတ်လပ်ခွင့်ထဲမှာထည့်ပလိုက်ရောအဲ့ဒီတိုင်းပဲနေကာမလုပ်ဘဲနဲ့အတူတူနေခွင့် living together ဆိုတာကြီးကိုခွင့်ပြုထားပေးလိုက်တော့ဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်မအေနဲ့သားနဲ့ဇေနာဖြစ်တဲ့ကိစ္စတွေတို့မောင်နှမအချင်းချင်းဇေနာလုပ်တဲ့ကိစ္စတွေတို့အဲ့ဒါမျိုးတွေကအစထိအောင်ဖြစ်လာကြတော့ဒီနေ့အနောက်နိုင်ငံတွေမှာအဲ့ဒါတွေပါဖြစ်လာကြတယ်စီးမရှိတော့လွတ်လပ်ခြင်းဆိုတာကြီးပြောရင်ကနေပြီးဘယ်ကနေဘယ်ရောက်လို့ရောက်သွားမှန်းမသိတော့ဘူးဘာအရှက်တရားဘာတိတ်ခါတရားဆိုတာမှမရှိတော့အဲ့တော့အဲ့ဒါကြီးဘာလို့မီးမောင်းထိုးပြနေတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်တွေဒီအစအရာရာအားလုံးကိုအုံနောက်တစ်ခုတည်းနဲ့လုံလောက်အောင်ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်လို့ပြောလို့မရအောင်ဒီနေ့ကျွန်တော်ပြောမယ့်စကားကစီးပွားရေးစနစ်တွေကိုလည်းပဲကျင့်သုံးတယ်ဆိုတဲ့နေရာမှာဝဟီကိုလည်းပဲကြောတော့နောက်ခံယူရပါတယ်ဝဟီကိုကြောတော့နောက်ခံယူပြီးတော့မှကျင့်သုံးပါတယ်ဆိုတဲ့အစိုးရတွေမှာကဗန္နာရေးကဆိုင်မှုတို့ငွေကြေးလေပတ်မှုငွေကြေးစည်းစိမ်မှုတို့အဲ့ဒါမျိုးတွေစင်ရချမ်းသာကွာဟမှုတို့ဆိုတဲ့အလုတ်လက်မဲ့နှုံးတွေတို့ဒါတွေတိတ်ပြီးတော့မှဖြစ်လေမရှိဘူးဒီနေ့မွတ်စလင်နိုင်ငံတွေတော်တော်များများကိုလိုက်ပြီးတော့မှတေးသေးကြကာကနနာလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတွေမှာစင်ရချမ်းသာကွာဟမှုအဲ့လောက်မရှိဘူးချမ်းသာတဲ့သူတွေအရင်ချမ်းသာတယ်ဆိုပေမဲ့ဆင်းရဲသားတွေလည်းငှက်ပြက်နေအောင်တော့မမွဲကြအောင်ဆင်းရဲချမ်းသာအရင်ကွာဟမှုမရှိဘူးအဲ့ဒီအတိုင်းပဲငွေကြေးစီးစင်းမှုငွေကြေးလည်ပတ်မှုတိုင်းပြည်ရဲ့ဘဏ္ဍာငွေလည်ပတ်မှုလို့ခေါ်တယ်အဲ့ဒီငွေကြေးစီးစင်းမှုငွေကြေးလည်ပတ်မှုဆိုတဲ့အတိုင်းအတာကြီးရလည်းပဲအဲ့ဒီလိုမွတ်စလင်နိုင်ငံတွေမှာကြီးကြီးမားမားတိတ်ပြီးတော့ပြဿနာရှိလေမရှိဘူး
ငွေကြေးလေပတ်မှုကပုံမှန်မလဲပတ်တော့ရင်ဘန္နာရေးကတ်ဆိုင်မှုကြီးဖြစ်လာတယ်အဲ့ဒီဘန္နာရေးကတ်ဆိုင်မှုကြီးဖြစ်ပြီးဆိုရင်ဘယ်သူတွေအထိနာတယ်ဝင်ငွေနဲ့ပြည်သူတွေဆင်းရဲသားတွေပို့ပြီးတော့မှအထိနာတယ်ဘယ်လိုပုံစံအထိနာတယ်ဆိုရင်ကုန်စည်နှုန်းတွေကြီးသွားကြတယ်ပြီးရင်ဈေးကွက်ထဲမှာပစ္စည်းတွေပြတ်ပြီးတော့မှဝယ်မရတော့တဲ့ပုံစံတွေဖြစ်လာတယ်ဝယ်မရတော့တဲ့ပုံစံတွေဖြစ်လာပြီစံတွေစီတွေရှားလာပြီတဘာဝကထွက်တဲ့အရာတွေကိုယ်တိုင်ကိုယ်ကရှားလာပြီဆိုတော့ကြတော့အဲ့ဒါဆိုရင်ဆင်းရဲသားတွေကပို့ပြီးတော့မှထိခိုက်သွားတယ်တထေးတွေမှာပြဿနာအဲ့လောက်မရှိဘူးဘာကြောင့်စင်ပိန်ရင်ကျွဲလောက်ကြံနေတယ်သိန်းဘီလီယံနဲ့ချီပြီးချမ်းသာပါတယ်ဆိုတဲ့သူတယောက်ကစီးပွားရေးဒီတစ်နှစ်လုံးမကောင်းရင်တော့သိန်းရာကဏန်းထောင်ကဏန်းတောင်းကဏန်းရှုံးရင်ရှုံးမယ်ဒါပေမဲ့စားဖို့တော့လက်မဲ့ဖြစ်မသွားဘူးဒါပေမဲ့ဟိုမှာဆင်းရဲသားကကြတော့ဒီတရက်စာတရက်ဝင်နဲ့ဝင်ငွေလေးနဲ့သူကလဲပတ်နေရတာအဲ့ဒီဝင်ငွေကဥပမာအပြင်စောက်လို့ရေးဈေးကွက်ပြက်သွားတယ်ပြီးတော့ဗမာပြည်မှာအလုတ်ကန်ခွင်လန်းနေတိတ်မရှိဘူးဆိုတဲ့အခါကျရင်ဆင်းရဲသားတွေမှာလှုပ်เสียအလုံးမယ်မယ်ရရမရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့တို့မှာဘာဖြစ်လာတယ်လဲဆိုတော့ဝင်ငွေမရှိတော့နောက်ဆုံးဘာဖြစ်သွားတယ်လဲဆိုရင်အရက်သမားဖြစ်တယ်ဆေးသမားဖြစ်သွားတယ်အဲ့တော့အရက်သမားဆေးသမားဖြစ်သွားပြီဆိုလို့ရှိရင်နိုင်ငံတနိုင်ငံမှာမျိုးဆက်တစ်တွေကအဲ့ဒီလိုအကြဘက်ကိုဥတီပြီးသွားနေပြီဆိုတဲ့အခါကြလို့ရှိရင်အဲ့ဒီတိုင်းပြည်ကဘယ်တော့မှတိုးတက်ဖို့မရှိတော့ဘူးဘယ်လိုပလန်ကြိုက်တဲ့လောက်ပလန်တွေချပြီးတော့မှအလုပ်လုပ်နေပါဒါပေမဲ့ဘယ်တော့မှအဲ့ဒီတိုင်းပြည်တိုးတက်လာဖို့မရှိဘူးဒါကအမှန်တရားတွေဒါလူကြီးတွေအားလုံးသဘောပေါက်တယ်လူငယ်တွေတိတ်သဘောပေါက်ရင်မပေါက်လိမ့်မယ်လူကြီးတွေတော့ကောင်းကောင်းသဘောပေါက်တယ်ဒီစကားကိုဘာဖြစ်လို့လဲဆိုတော့ဒီလူကြီးတွေကနောက်နှစ်ပေါင်း20 40ကြာပြီးလို့ရှိရင်ဒီလူကြီးတွေအသက်ကြီးသွားပြီဘာမှမလုပ်နိုင်တော့ဘူးဟုတ်ပြီမျိုးဆက်သစ်တွေတက်လာအဲ့ဒီမျိုးဆက်သစ်တွေမှာဘာပညာမှမတတ်ဘူးဘာဇာရိတ္တမှကောင်းတယ်ဆိုတာမရှိဘူးဘာလူမှုပတ်ဝန်းကျင်မှသူတို့မသိဘူးဘယ်လိုစီးပွားရှာလို့ရှာရမှန်းမသိဘူးမှန်မှန်ကန်ကန်ဘယ်လိုစီးပွားရှာရမှန်းမသိဘူးဆိုလို့ရှိရင်ဒီလူငယ်တွေကလူကြီးဖြစ်လာတဲ့အချိန်မှာအားလုံးအိုးနှင်းခွက်နှင်းသမားတော့မှာအားလုံးအိုးနှင်းခွက်နှင်းကမောက်ကမတွေကြီးသွားကြတော့မှာဒါဆိုလို့ရှိရင်နောက်နှစ်ပေါင်း40လဲစင်ကာပူလဲကြော်လို့ရမှာမဟုတ်ဘူးလို့ဘယ်မှကြော်လို့တော့ရမှာမဟုတ်ဘူးเนาะဒါကတော့စီးပွားရေးစနစ်တွေအကြောင်းကိုပြောတာပါအဲ့တော့ဝဟီကိုကြောတော့နောက်ခံလုပ်ဖို့အရေးကြီးတယ်ဆိုတာကိုသိဖို့လိုအပ်တယ်အဲ့ဒီကြောင့်မလို့ဈေးကွက်စီးပွားရေးစနစ်မှာသူများနိုင်ငံတွေမှာဘယ်လိုပုံစံသွားကြတယ်ဆိုတာကိုအခုဒီမှာပြောမယ်ဈေးကွက်စီးပွားရေးစနစ်မှာဘာကိုဥထိတ်ထားတယ်လဲဆိုလို့ရှိရင်ဖျားနှစ်ပါးရှိတယ်အဲ့ဒီဖျားနှစ်ပါးပါလဲဆိုတော့ဝယ်လိုအားနဲ့ရောင်းလိုအားဆိုတာ demand နဲ့ supply လို့ခေါ်တာဝယ်လိုအားနဲ့ရောင်းလိုအားဆိုတဲ့ဟာဒီတိုင်းပြည်ရဲ့စီးပွားရေးတစ်ခုလုံးတိုင်းပြည်ရဲ့ဘဏ္ဍာရေးစီးဆင်းမှုအားလုံးကိုတိုင်းပြည်တိုးတက်မှုတစ်ခုလုံးအားလုံးကိုမောင်းနှင်ပေးတဲ့ဖျားနှစ်စုအဲ့ဒီဖျားနှစ်စုဒီနံပါတ်1ဝယ်လိုအားနဲ့နံပါတ်2ရောင်းလိုအားလို့ပြောတယ်တော့ဝယ်လိုအားနဲ့ရောင်းလိုအားဟုတ်တယ်အစ္စလာမ်သာသနာမှာလည်းပဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုတော်တိုင်လည်းပဲမိတ်ထားပြီးသားကုန်စည်နှုန်းတွေကိုတရက်မှာဆွဟာဘာတွေကဟုတ်ပြီလားတချို့ကုန်စည်နှုန်းတွေအရန်ကြီးမြင့်သွားတဲ့အပေါ်မှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုလာပြီးတော့မှရှောက်ထားတယ်အိုအလ္လာဟ်ယာရဆူလ်ကုန်စည်နှုန်းတွေကိုတမန်တော်မြတ်သတ်မှတ်ပေးလိုက်ပါလားဘာပစ္စည်းဘယ်စည်းနဲ့ရောင်းရမယ်ဆိုတဲ့ကုန်စည်နှုန်းတွေကိုတမန်တော်မြတ်သတ်မှတ်ပေးလိုက်ပါလားတမန်တော်မြတ်ကလောလောဆယ်တမန်တော်မြတ်ကတမရပဲမဒီနာမှာတမန်တော်မြတ်ကိုတော်တိုင်ကတမရပဲအဲ့ဒါကြောင့်တမန်တော်မြတ်တတ်မှတ်ရင်တတ်မှတ်တဲ့အတိုင်းဈေးနှုန်းနဲ့ရောင်းရတာပေါ့ဆိုပြီးတော့မှဒီလိုမျိုးပြောတဲ့ချိန်မှာတမန်တော်မြတ်ကအဲ့ဒီကိစ္စကိုလုံးဝလက်မခံဘူးဘာပြောတယ်လဲဆိုလို့ရှိရင်အင်နလ္လာဟဟူဝလ်မုစအီရုလ်ဟူဝလ်မုစအီရ်အလ္လာဟ်အရှင်မြတ်တည်တာလျင်ဈေးကွက်ရဲ့ပေါက်ဈေးကိုတတ်မှတ်ပေးတော်မူသောအရှင်ဖြစ်တယ်ဆိုလိုတာဘာလဲဆိုတော့ဈေးကွက်မှာပစ္စည်းတစ်ခုရဲ့ကုန်စည်နှုန်းကိုတတ်မှတ်ဖို့ရောင်းဈေးဝယ်ဈေးတတ်မှတ်ဖို့အတွက်ကသူ့ရဲ့ဈေးကွက်မှာဝယ်လိုအားရောင်းလိုအားကတတ်မှတ်ပေးသွားလိုက်လို့ရှိရင်ပြီးနေပြီဆိုလိုတာဘာလဲဆိုတော့ဝယ်လိုအားရောင်းလိုအားဆိုတာဘာကိုခေါ်တယ်လဲဆိုတော့တိုင်းပြည်ကနိုင်ငံတနိုင်ငံသို့မဟုတ်ဒေသတစ်ခုမှာပစ္စည်းတစ်ခုကအဝယ်လိုက်တယ်ဆိုတဲ့အခါကျလို့ရှိရင်ပစ္စည်းကနည်းတယ်အဝယ်ကအရန်လိုက်နေတယ်ဆိုရင်အဲ့ဒီပစ္စည်းကဈေးက automatic တက်သွားမှာပဲဥပမာအဖြစ်စောင်းရာဒီမှာကျွန်တော်တို့အနွေးတယ်ရောင်းတာတွေရှိတယ်အနွေးပစ္စည်းတွေအကုန်လုံးကစောင်းရာဒီမှာဆိုလို့ရှိရင်ဒါအဝယ်လိုက်လူတိုင်းလိုအပ်တာဖြစ်တဲ့ကြောင့်အဝယ်လိုက်ပြီဆိုတဲ့အခါကျလို့ရှိရင်နွေရာဒီမှာထက်ကိုအနွေးပစ္စည်းတွေကစောင်းရာဒီမှာပိုဈေးကြီးလိမ့်မယ်ပစ္စည်းတွေရှားလိမ့်မယ်ဘာဖြစ်လို့တစ်ခနဲ့ချလိုက်တယ်ကုန်သွားပြန်ပြီတစ်ခနဲ့ချလိုက်တယ်ကုန်သွားပြန်ပြီပစ္စည်းမပေါ်ဘူးဝယ်လိုအားကအရန်များနေတယ်ရောင်းလိုအားကနည်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီမှာပစ္စည်းဈေးကတက်သွားလိမ့်မယ်
အဲ့ဒီပေါက်ဈေးကိုတမန်တော်မြတ်တတ်မှတ်เสียမလိုဘူးဘယ်သူကတတ်မှတ်မှာလဲဈေးကွက်ကပဲတတ်မှတ်သွားလိမ့်မယ်အဲ့ဒီတိုင်းပဲနွေရာသီကိုရောက်လာပြီဆိုတဲ့အခါကျလို့ရှိရင်ရေသန့်လိုအပ်ချက်အရန်များတယ်ရေခဲလိုအပ်ချက်အရန်များတယ်ဆိုရင်ရေသန့်ဆက်ယုံတွေရေခဲဆက်ယုံတွေကအရန်အလုပ်ဖြစ်လိမ့်မယ်တူငါရေခဲဆက်ယုံတွေထောင်ကြမယ်ဆိုလို့ရှိရင်တို့အတွက်အရန်အလုပ်ဖြစ်မယ်အလုပ်ဖြစ်ပြီဆိုတော့ချင်းနွေရာသီမှာရေလိုအပ်ချက်ကပိုများတာဖြစ်တဲ့ကြောင့်ရေနဲ့စီးပွားရှာတဲ့သူတွေအတွက်ကဒါတို့ကအယောင်လိုက်နေမှာပဲဘာကြောင့်မလို့လဲဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာအဝယ်ကအရန်လိုက်နေတယ်ရောင်းအားကနည်းနေတယ်ဆိုလို့ရှိရင်ရေသန့်ဈေးကြီးသွားမယ်ရေခဲဈေးကြီးသွားလိမ့်မယ်တောက်ရေသုံးရေဈေးကြီးသွားလိမ့်မယ်ဒါဆိုရင်ဒီဈေးတက်သွားတဲ့ဟာကိုဘယ်သူကတတ်မှတ်တာလဲဈေးခွက်ကပဲတတ်မှတ်တယ်ဈေးကွက်မှာဘယ်သူကတတ်မှတ်ပေးတယ်ဆိုရင်ဝယ်လူအားနဲ့ရောင်းလူအားကပဲတတ်မှတ်ပေးလိုက်တာဖြစ်တယ်အဲ့ဒါကြောင့်တမန်တော်မြတ်ကိုတော်တိုင်ကမိတ်တယ်အလောရှင်မြတ်ကိုတော်တိုင်ဒီဈေးနှုန်းတတ်မှတ်သောအရှင်ဖြစ်တော်မူတယ်အလောရှင်မြတ်ကဈေးနှုန်းဆိုတော့မိုးပေါ်နဲ့ဆင်းလာပြီးရော့အင်ဒါဒီဈေးရောင်းဆိုပြီးတော့တတ်မှတ်တာမဟုတ်ဘူးအဲ့ဒီဝယ်လူအားနဲ့ရောင်းလူအားပဲအဲ့ဒါအလောရှင်မြတ်ကတတ်မှတ်နေတာအဝယ်လိုက်ရင်ပစ္စည်းဈေးတက်သွားမယ်အဝယ်လိုက်ပေမဲ့လည်းပဲပစ္စည်းကပေါ်လောရှိနေတယ်ဆိုရင်တော့တိတ်ပြီးတော့ဈေးတက်မှာမဟုတ်ဘူးဝယ်လူအားနည်းနေတယ်ရောင်းလူအားအရန်များနေတယ်ဆိုလို့ရှိရင်တော့ပစ္စည်းကဈေးကျသွားမှာအဲဆိုရင်ဈေးတက်ခြင်းကျခြင်းကိုဘယ်သူကဆုံးဖြတ်တယ်လဲဆိုရင်ဝယ်လူအားနဲ့ရောင်းလူအားအဲ့ဒီဝယ်လူအားနဲ့ရောင်းလူအားဆိုတာကဘယ်သူကလဲဆိုရင်အလောရှင်မြတ်ကဟုတ်ပြီလားကွဒရတ်လို့ခေါ်တယ်အလောရှင်မြတ်ကဖန်ဆင်းထားတဲ့ဖန်ဆင်းမှုကြီးကြောင့်မလို့ဒါကနေ့တူကသွားနေတာကဲဟုတ်ပြီဒါကတော့ဈေးကွက်စီးပွားရေးစနစ်မှာပြောတဲ့ကိစ္စဒီအစ္စလာမ်သာသနာနဲ့တချို့တဝက်တော့ကိုက်တယ်ဒါပေမဲ့အဲ့ဒီဝယ်လူအားနဲ့ရောင်းလူအားကိုကမောက်ကမဖြစ်သွားအောင်ဆွဲမှု့လို့ရတဲ့အရာတွေဆိုတာကရှိသေးတယ်အဲ့ဒီဝယ်လူအားနဲ့ရောင်းလူအားကိုကြပြောင်းတိကြပြောင်းဆန်ဖြစ်သွားအောင်ဆွဲပြီးမှု့ပြစ်လိုက်လို့အရာတွေရတဲ့အရာတွေအစ္စလာမ်သာသနာမှာတော့ဝဟီနဲ့ပိတ်ထားတယ်ဒါတွေဝယ်လူအားနဲ့ရောင်းလူအားကိုလာပြီးကမောက်ကမဖြစ်စေမဲ့အရာတွေအားလုံးလှုပ်ခွင့်မရှိစေရဆိုပြီးတော့အစ္စလာမ်မှာဥပဒေပြဋ္ဌာန်းပြီးပိတ်ပစ်ပလိုက်တယ်ပိတ်ပစ်ပလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဝယ်လူအားနဲ့ရောင်းလူအားကိုလူတယောက်ကသို့မဟုတ်ကုမ္ပဏီတစ်ခုကသို့မဟုတ်လူတစ်စုကလာပြီးတော့မှကမောက်ကမဖြစ်အောင်မှု့လို့အဲ့ဒီလိုနှောက်ပြစ်လို့မရအောင်ဒါပေမဲ့ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေမှာအလောရှင်မြတ်ကဝဟီကိုလက်မခံဘူးဝဟီကိုလက်မခံဘူးဆိုတဲ့နိုင်ငံတွေမှာကဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီဝယ်လူအားနဲ့ရောင်းလူအားကိုကမောက်ကမဖြစ်သွားအောင်ဆွဲမှု့မဲ့အရာတွေကိုတွားပြီးတော့သူတို့ကတရားဝင်ဖွင့်ပြပေးလိုက်တရားဝင်ခွင့်ပြုပေးလိုက်တဲ့အတွက်ကြောင့်မလို့ကုန်စည်နှုန်းကြီးမြင့်မှုဆိုတာတွေကနေ့တူဝါဖြစ်လာတယ်ဘယ်နိုင်ငံမှာမှကုန်စည်နှုန်းကတက်ပြီးပြန်ကျရိုးဆိုတာထုံးစံမရှိဘူးကုန်စည်နှုန်းဆိုတာဒီအတက်မျိုးပဲသူကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ယောက်ျားလေးတွေလိုမျိုးပေါ့ကုန်စည်နှုန်းဆိုတာဒီအတက်မျိုးကျွန်တော်တို့ယောက်ျားလေးတွေလိုမျိုးပဲယောက်ျားလေးတွေကအမြဲတမ်းဈေးတက်နေတယ်ဘယ်တော့မှဈေးကျတဲ့ကုန်မဟုတ်ဒါကတော့နော်21ရာစုမှာယောက်ျားလေးတွေကဈေးတက်တဲ့ကုန်ရှားပါကုန်ဖြစ်လာတယ်။ဘာကြောင့်မလို့ဒီစကားပြောရလဲဆိုလို့ရှိရင်ဟာဒီသ်တော်ထဲမှာလည်းတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်ထားပြီးသားကယာမတ်နီးလာရင်မိန်းကလေးတွေပေါ်လာမယ်ယောက်ျားလေးတွေရှားလာမယ်။ဒီနေ့နိုင်ငံတိုင်းရဲ့တကောင်စင်းတွေတခြားနိုင်ငံတွေကိုမကြည့်နဲ့ဗမာပြည်ရဲ့တကောင်စင်းတွေပဲအရင်ဆုံးကြည့်ပါဦးမယ်။တကောင်စင်း2014မှာကောက်တုံးကလူဦးရေ51တန်းကျော်52တန်းကျော်ရှိတယ်လို့ပြောတယ်ဒါပေမဲ့အခုမနေ့တနေ့ကလွန်ခဲ့တဲ့3-4လအတွင်းထဲမှာထုတ်ပြန်တယ်4နှစ်ကြာပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်5နှစ်ကြာပြီးတဲ့နောက်ပိုင်းမှာတကောင်စင်းကပုံမှန်တွက်ချက်မှုနှုန်းအရတွက်ချက်လိုက်လို့ရှိရင်တဲ့ဒီနေ့54တန်းဗမာပြည်မှာကျော်သွားပြီတဲ့54တန်းကျော်သွားတဲ့အထဲမှာဟို56တန်းလားမသိဘူးယောက်ျားလေးရဲ့ဥယေက24တန်းစွန်းပဲရှိတယ်တဲ့24တန်းခွဲရှိတယ်တဲ့ဒါပေမဲ့အမျိုးသမီးဥယေက28တန်းကျော်ရှိတယ်ဗမာပြည်မှာ28တန်းကျော်ရှိတယ်အမျိုးသားဥယေက24တန်းစွန်းပဲရှိတယ်ဆိုတဲ့အတွက်ကြောင့်အမျိုးသားကဒါနည်းနေပြီဆိုလို့ရှိရင်ကတော့ခုနပြောသလိုပဲဒါအမျိုးသားကတော့ဒါဈေးကြီးတဲ့ကုန်အမြဲတမ်းတက်လျက်ပဲသူကကုန်ဈေးနှုန်းဆိုတာလည်းဒီတိုင်းပဲတက်ပြီးဘယ်တော့မှပြန်ကျယူထုံးစံမရှိဘူးအဲ့တော့ကုန်စည်တော့တက်ပြီးပြန်ကြရောထုံးစံမရှိဘူးဆိုတာကဝဟီကိုကြောတော့နောက်ခံလုပ်တဲ့နိုင်ငံတွေမှာအဲ့ဒီအမျိုးမရှိဘူးဝဟီကိုကြောတော့နောက်ခံမလုပ်ဖဲနဲ့သွားပါတယ်ဆိုတဲ့နိုင်ငံတွေမှာဒါကုန်စည်တော့ကတက်ပြီးပြန်မကြတာဘာဖြစ်လို့သူတို့ကခုနပြောသလိုဝယ်လိုအားနဲ့ရောင်းလိုအားကိုကမောက်ကမဖြစ်သွားအောင်မှု့ပေးမဲ့အရာတွေကိုတရားဝင်ခွင့်ပြုပေးထားတယ်
အဲ့လိုတရားဝင်ခွင့်ပြုတွေးထားပြီဆိုတော့ဈေးကွက်ထဲမှာအားလုံးမညီမျှမှုတွေမမျှတမှုတွေတဟဇာတမဖြစ်မှုတွေဖြစ်လာပြီဆိုတဲ့အခါကျလို့ရှိရင်ပတ်ဝန်းကျင်မှာဘာနာရေးကတ်ဆိုင်မှုတွေဆိုတာဖြစ်လာတယ်အဲ့တော့ဈေးကွက်စီးပွားရေးစနစ်မှာနံပါတ်1အချက်ကဘာလဲဆိုရင်ဇာတိမေလကီယက်လူတိုင်းကပုဂ္ဂလိကပိုင်ဆိုင်မှုပိုင်ဆိုင်ခွင့်ရှိတယ်ဆိုရှယ်လစ်စနစ်မှာတော့ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာမရှိဘူးမြေတို့ကားတို့အိမ်ချမ်းမြေတို့ဒါတွေကစက်ရုံလို့ဆိုတာကအစိုးရပဲပိုင်ရမယ်ပြည်သူတွေပိုင်ခွင့်မရှိဘူးဆိုပြီးတော့ဒီလိုမျိုးဆွဲသိမ်းထားတယ်အဲဒီဘို့ဈေးကွက်စီးပွားရေးနိုင်ငံတွေမှာကြတော့လူတယောက်ကပတ်စံတက်နိုင်တယ်ဆိုရင်မြေကွက်ဝယ်မယ်ဆိုရင်အဲ့ဒီမြေကွက်ကိုပိုင်တယ်အဲ့ဒီတိုင်းပဲအိမ်ချမ်းမြေအဆောက်အဦဝယ်မယ်စက်ရုံဝယ်မယ်ဆိုရင်အဲ့ဒီစက်ရုံကိုပိုင်တယ်ဆိုပြီးတော့မှသတ်မှတ်တယ်တောက်ပြီးလို့ရှိရင်နံပါတ်2ဈေးကွက်စီးပွားရေးစနစ်မှာကျင့်သုံးတဲ့ဒုတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင်လူတယောက်ကကိုအကျိုးအမြတ်ရဖို့အတွက်ကိုဘယ်လိုပုံစံမျိုးနဲ့ပဲအကျိုးအမြတ်ရနိုင်ပြီဖြစ်စေအဲ့ဒီလိုကိစ္စအားလုံးဒီဥပဒေအရတရားဝင်ခွင့်ပြုပေးထားတယ်လို့ပြောတယ်ပြန်ပြောမယ်နော်လူတယောက်ရဲ့ကိုယ့်ရဲ့အကျိုးအမြတ်ရရှိဖို့အတွက်ဘာလုပ်ငန်းနဲ့ပဲအစဉ်ပြေအဲ့ဒီအစဉ်ပြေတဲ့လုပ်ငန်းဘယ်စနစ်နဲ့ပဲသူလုပ်လို့အစဉ်ပြေတဲ့စနစ်နဲ့ဥပဒေအရလုပ်ခွင့်ရှိပါတယ်ဆိုပြီးခွင့်ပြုပေးထားတယ်ကဲဟုတ်ပြီဒါဆိုရင်ငွေတိုးချီးစားမယ်ငွေတိုးချီးစားမယ်ဆိုရင်ဆင်းရဲသားတွေကိုဒါဂုတ်သွေးဆုပ်နေတာဟာရမ်အတိုးနဲ့လှုပ်လို့ချင်းဟာရမ်ကြီးကို तू ကအစိုးရတရားဝင်ခွင့်ပြုလိုက်ပြီဆိုတဲ့အခါကျလို့ရှိရင်ဆင်းရဲသားတွေကအမြဲတမ်းကတ်ဆိုင်လျက်ပဲဖြစ်နေမှာဘယ်တော့မှဒီဆင်းရဲသားတွေမှာလွယ်ကူကူနဲ့ဗန္နာရေးအကျက်ခြောင်လည်မှုဆိုတာဖြစ်လာဖို့မရှိဘူးဒီဘက်ကအကျွေးချီးလိုက်တယ်ယူပြီးတော့ဒီဘက်မှာနာရေးအတွက်ကိုသုံးနေတယ်သုံးပြီးတော့မှဒီနာရေးအတွက်လည်းပြီးသွားရောဟိုဘက်မှာအကျွေးကအတိုးတက်လို့ဆိုပြီးတော့အကျွေးရှင်ကလိုက်လာပြီဆိုလို့ရှိရင်သူ့မှာဟုတ်ပြီလားအမေတွေအဖေတွေကြီးကနေပတ်စံသွားတောင်းပြီးတော့မှဒီဘက်ကအကျွေးကိုပြန်ဆိုင်အမေတွေအဖေတွေကြီးကပတ်စံသွားတောင်းလာတယ်ဆိုတော့အမေတွေအဖေတွေကလည်းသူများစီကချီးလာငွေတိုးနဲ့သူများစီကချီးလာဒါဆိုရင်ဒီမေအဖေကခဏနေကြလို့ရှိရင်နောက်တစ်လနှစ်လနေပြန်ပြောမယ်တားရဲ့အမေဟိုမှာသွားပြီးတော့မှအတိုးနဲ့ချီးလာတာအဲ့တော့အမေကိုပြန်ပြီးတော့မှဒါလေးစပ်ပါလို့ပြောရင်ဒီသားသမီးကဘာပြန်လုပ်ရလဲဆိုတော့နောက်တစ်ဖက်ကနေလှည့်ပြီးတော့အတိုးနဲ့အကျွေးယူပြီးတော့အမေကိုပြန်ဆိုင်အဲ့တော့ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ဒီကပတ်စံဟိုစွတ်ဟိုကပတ်စံဒီစွတ်အဲ့ဘာပြောလဲဆိုရင်မောင်မွတ်ကောင်းဟာဒါဝတ်ကောင်းကိုစွတ်ဒါဝတ်ကောင်းဟာယူစွတ်ကောင်းကိုစွတ်ယူစွတ်ကောင်းကဟာဘာပဲကိုပြန်ရောက်လာလဲဆိုလို့ရှိရင်အီစာကောင်းကိုစွတ်အီစာကောင်းဟာမူစာကောင်းကိုစွတ်ပြီးမူစာကောင်းဟာပြီးပြန်ရောက်လာလဲမောင်မွတ်ဒါဝတ်ယူစွတ်အီစာမူစာဒီလိုပဲပတ်လေရိုက်အဲ့ဒါဘသူကဘာလဲဆိုရင်ဆင်းရဲသားတွေရဲ့ဝင်ကဘာကြီးပဲဘာကြောင့်ဖြစ်လာတာဟာရမ်ဆိုတဲ့မပိုင်တဲ့အရာကြီးကိုခွင့်ပြုပေးလိုက်တာကိုခွင့်ပြုပေးလိုက်တဲ့အတွက်ကြောင့်မလို့ဆင်းရဲသားတွေမှာသွားပြီးတော့ဒုက္ခရောက်ချမ်းသာတဲ့တထေးတွေကအဲ့လိုမျိုးငွေတိတ်ပြီးတော့ချီးလေတော့မရှိကြဘူးပြီးလို့ရှိရင်ကိုအမြတ်ရဖို့အတွက်ဘာပဲလုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ခွင့်ပြုလိုက်တဲ့အတွက်ကြောင့်ဘာတွေဖြစ်လာတယ်ဆိုတော့ဒီနေ့အနောက်နိုင်ငံတွေမှာဘာဈေးကွက်တစ်ခုဖွင့်ပြိုးတယ်ဆိုလို့ရှိရင်ဟိုပေါ့18 plus လို့ခေါ်တယ်ပေါ့ဒီမကောင်းတဲ့ကားတွေဝက်လက်စလက်ကားတွေဝက်လက်စလက်ကားရိုက်စားခြင်းဆိုတဲ့လုပ်ငန်းတစ်ခုကအရန်တိုးတက်လာဒီမှာကျွန်တော်ဆိုင်ဖွင့်ပြီးတော့မှကားပစ္စည်းတွေဖွင့်ပြီးတော့ဈေးထိုင်ရောင်းနေမယ်ဆိုရင်မြတ်တဲ့အမြတ်ကတစ်နှစ်လုံးမြတ်မှ15%ရာခိုင်နှုန်း20%ရာခိုင်နှုန်းလောက်ပဲမြတ်မယ်ဒါတစ်နှစ်လုံးကျွန်တော်ဈေးထိုင်ရောင်းရမှာနော်ဒါပေမဲ့တစ်ဖက်မှာခုနကပြောတဲ့ဝက်လက်စလက်ကားကိုကျွန်တော်သွားပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်တစ်နှစ်ကို9ဆလောက်လည်းမြတ်တယ်10ဆလောက်လည်းမြတ်တယ်ပါဇက်ကထွက်တဲ့ပေါက်ဈေးနဲ့ခေါ်လို့ရတယ်အဲ့ဒီလိုမျိုးမြတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာဖြစ်လို့ကားပစ္စည်းထိုင်ရောင်းတော့မှာလဲဟိုမှာသွားပြီးတော့မှမကောင်းတဲ့ကားပဲရိုက်စားတော့မှာပေါ့အဲ့တော့ဒီနေ့အနောက်နိုင်ငံတွေမှာဘာဖြစ်လာတယ်လဲဆိုလို့ရှိရင်ဟုတ်ပြီလားဒီဝက်လက်စလက်ကားတွေကိုရိုက်ချင်းဝက်လက်စလက်ကြော်ညာတွေရိုက်ချင်းဆိုတဲ့ဈေးကွက်ကြီးကဖွံ့ဖြိုးလာတယ်အဲ့ဒီဈေးကွက်ကြီးဖွံ့ဖြိုးလာပြီဆိုရင်ပတ်ဝန်းကျင်မှာဘာဖြစ်လာလဲဆိုဇာတိတပိုင်းဆိုင်ရာပျက်စီးမှုတွေဖြစ်လာရောလူတွေကိုဇင်နာမလုပ်ချင်ရင်လည်းလုပ်ချင်အောင်လို့ဆွဲပြီးတော့မှစန့်ပစ်တယ်ဆွဲပြီးတော့မှခေါ်သွားတော့နိုင်ငံမှာဘာဖြစ်လာလဲငွေနဲ့ပေးပြီးတော့မှပြည့်တစားဈေးကွက်မှာသွားပြီးတော့မှဖြည့်ဆည်းနိုင်တဲ့လူကတော့ငွေပေးပြီးဖြည့်ဆည်းလိုက်တယ်ကဲဟုတ်ပြီငွေမပေးနိုင်တဲ့လူကကြတော့ဘာလုပ်လဲဆိုတော့မရိမှုတွေဖြစ်ရောဒါဆိုလို့ရှိရင်တိုင်းပြည်မှာဒီဘက်မှာအမြတ်တစ်ခုဆိုတာအတွက်ကိုခွင့်ပြုပေးလိုက်တဲ့အတွက်ကြောင့်နောက်တစ်ဖက်မှာဘာသွားဖြစ်စေလဲဆိုလို့ရှိရင်တိုင်းပြည်ရဲ့မရိမှုတွေတိုးလာရောအဲ့ဒါတွေဖြစ်လာကမောက်ကမတွေတစ်ဖက်မှာအစဉ်ပြေအောင်ဆိုပြီးသူလှုပ်ပေးလိုက်တယ်ဒါပေမဲ့နောက်တစ်ဖက်မှာအစဉ်မပြေတာတွေ10ခုအခု20မကဘူးဖြစ်သွားတယ်ဒီဘက်မှာတစ်ခုအစဉ်ပြေရေးအတွက်ကို
ရှေးရှုလိုက်တဲ့ဟာကဟိုဘက်မှာအခုပေါင်းမြောက်များစွာမှာသွားပြီးတော့မှအားနည်းချက်တွေဖြစ်ကုန်တယ်ကမောက်ကမတွေဖြစ်ကုန်ရောအဲ့တော့ဇာရိတပိုင်းဆိုင်ရာပျက်စီးမှုတွေဖြစ်လာရောအဲ့တော့အဲ့ဒီမှာဘာတွေဖြစ်လာပြီလဲဆိုလို့ရှိရင်ဟိုတယ်တွေတဲကိုခန်းတွေဆိုတာတွေကအလုတ်ကမကောင်းမှုတွေနဲ့ဖြစ်လာရောအလုတ်ကဒီဘက်မှာသူကဒီခုနပြောတဲ့ဝက်လက်စလက်ကားရိုက်ခြင်းဝက်လက်စလက်ကြော်ညာရိုက်ခြင်းမိန်းကလေးတွေဝက်လက်နောက်နိုင်ငံမှာမူဖတီတဂီဆပ်ကရေးထားတယ်ဘယ်လောက်ထိအောင်ဈေးကွက်တစ်ခုထပ်ဖြစ်လာတယ်ဆိုလို့ရှိရင်တဲ့မင်းသမီးတယောက်က तू ကဘာလုပ်တယ်လဲဆိုလို့ရှိရင် तू ကဝက်လက်စလက်ကြော်ညာရိုက်တာအဲ့ဒီလိုဝက်လက်စလက်ကြော်ညာရိုက်တဲ့ဟာကအယမ်းနာမယ်ကြီးသွားတော့ကုန်တယ်တွေအကုန်လုံးလိုကဘာလုပ်ကြတယ်လဲဆိုရင်ကိုယ့်ပစ္စည်းအယောင်းထွက်ရေးအတွက်ကိုအဲ့ဒီဝက်လက်စလက်အဲ့ဒီမိန်းမကိုခေါ်ပြီးတော့မှကြော်ညာကပေးပြီးတော့မှသူ့ကိုခေါ်ပြီးတော့ကြော်ညာရိုက်ရတယ်ပြီးလို့ရှိရင်သူနဲ့စာချုပ်ချုပ်ရတယ်ကျွန်တော်ရဲ့ကုန်ပစ္စည်းတိုင်းမှာခင်ဗျားရဲ့ဝက်လက်စလက်ပုံစံကိုကျွန်တော်ဒီမှာကတ်မယ်အဲ့ဒါကိုကတ်ခွင့်ပြုပါဆိုတော့ဟိုမိန်းမကနေပြီးတော့မှစာချုပ်နဲ့ကျွန်မကိုတစ်နှစ်ကိုဘယ်လောက်ဘီလီယံပေးရမလဲသူ့ရဲ့ခန္ဓာကိုယ်ကိုကြော်ညာခွင့်ပေးထားတာနော်သူဘာမှလာပြီးတော့ဒီကုမ္ပဏီမှာမလုပ်ပေးဘူးကြော်ညာခွင့်သူ့ရဲ့ဝက်လက်စလက်ခန္ဓာကိုယ်လေးကိုကြော်ညာခွင့်လေးပဲပေးလိုက်တယ်အဲ့ဒီကြော်ညာခွင့်လေးကစာချုပ်စာတမ်းနဲ့ဒီဘက်မှာဘီလီယံပေါင်းမြောက်များစွာပေးပြရတဲ့အပြင်ကိုနောက်ထပ်စာချုပ်ထဲမှာနောက်ဆက်တွဲပါဆက်ချုပ်တယ်လဲဆိုတော့ခမည်းတော်ကုမ္ပဏီရဲ့ထုတ်ကုန်မှန်သမျှကိုကျွန်မဘလောက်ပဲတောင်းကျွန်မကိုပေးရမယ်ဆိုပြီးတော့မှဒီလိုမျိုးထီအောင်အောင်ဆွဲပြီးတော့စာချုပ်ချုပ်တာအဲ့တော့ဒါဆိုရင်ဘာတွေဖြစ်ကုန်ကိုအမြတ်ရဖို့အတွက်ကိုစီးပွားရှာဖို့အတွက်ကိုအစိုးရကနေပြီးတော့မှဖွင့်ပြုပေးလိုက်တဲ့ပုံစံကကြိုက်တယ်လို့ရှာရမယ်ဆိုတဲ့ပုံစံမျိုးဖွင့်ပြုပေးလိုက်ရောအဲ့တိုင်းပဲဒီနေ့အနောက်နိုင်ငံတွေမှာဘာထဖြစ်လာတယ်ဆိုတော့လွှတ်တော်တွေကိုယ်တိုင်မှာကိုကနေပြီးတော့ဥပဒေပြုပြီးတော့စီးကြောက်ကိုတရားဝင်ရောင်းဖို့ဖွင့်ပြုပေးလိုက်တယ်စီးကြောက်တရားဝင်ရောင်းခွင့်ပေးလိုက်အဲ့တိုင်းပဲအခုလွန်ခဲ့တဲ့တစ်နှစ်နှစ်အတွင်းထဲမှာကဘာမှာဈေးကွက်တစ်ခုထပ်ပြီးတော့မှနာမည်ကြီးလာတယ်အဲ့ဒါကဘာလဲဆိုတော့ sex worker လို့ခေါ်တယ်သူကဘာလဲဆိုတော့ပြည့်ရစာလုပ်ငန်းလို့ပြောပါမယ်ကျွန်တော်တို့ဒီဈေးကွက်ထဲမှာကျွန်တော်တို့အလုပ်သမားဝန်ထမ်းလိုတယ်ဆိုရင်ဝန်ထမ်းခေါ်လို့ရတယ်အချိန်ပိုင်းဝန်ထမ်းဆိုတာရှိတယ်သို့မဟုတ်လကစားဝန်ထမ်းဆိုတာရှိတယ်နှစ်ပြတ်ဝန်ထမ်းဆိုတာရှိတယ်ပုတ်ပြတ်ဝန်ထမ်းဆိုတာရှိတယ်အဲ့ဒီလိုဝန်ထမ်းတွေထဲမှာနောက်ထပ်ဝန်ထမ်းအမျိုးအစားတစ်မျိုးထပ်တိုးတယ်တဲ့ဘာဝန်ထမ်းလဲဆိုတော့ sex worker လို့ခေါ်တယ်သူကဘာလဲဆိုတော့တရားဝင်အစိုးရကနေလိုင်စင်ရထားတာဘယ်သူကပဲသူ့ကိုလာပြီးတော့ခေါ်လိုက်သူများနဲ့သွားပြီးတော့အိတ်ပေးဖို့အတွက်သူများနဲ့သွားပြီးတော့ညအတူတူနေပေးဖို့အတွက်အဲ့ဒီဟာအတွက်ကိုသူ့မှာတရားဝင်လိုင်စင်အစိုးရဘက်ကနေထုတ်ပေးထားတယ်လိုင်စင်မရှိတဲ့သူဈေးကွက်ထဲမှာဝင်တိုးလို့မရဘူးလိုင်စင်နဲ့တရားဝင်ကင်ထားတယ်အဲ့တော့လိုင်စင်ရှိထားတဲ့အတွက်ကြောင့်မလို့သူ့ကိုခေါ်ခြင်းတယ်ဆိုလို့ရှိရင်သူ့ပါဇက်ကနေခေါ်တဲ့ဈေးတိုင်းကြီးတိုင်းပေးရမယ်ဆိုတော့ကြတော့ဒါဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာစီးပွားရေးတစ်ခုကောင်းဖို့အတွက်ဘာတွေဘယ်လိုဖြစ်ကုန်တာလဲစဉ်းစားကြည့်ပါဈေးကွက်စီးပွားရေးစနစ်မှာဖွင့်ပြုပေးလိုက်တာတခုတည်းပဲကိုအကျိုးအမြတ်ရှိမယ်ဆိုရင်ဘယ်လိုပုံစံပဲစီးပွားရှာရပါတယ်ဆိုပြီးတော့မှဖွင့်ပြုပေးလိုက်တယ်အဲ့ဒီလိုဖွင့်ပြုပေးလိုက်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေဖြစ်ကုန်ပြီလဲဆိုတော့ဟုတ်မှာအနောက်မှာစဉ်းစားလို့မရတော့တဲ့ဟာတွေအုံနောက်နဲ့လိုက်မှန်မိတော့တဲ့ကိစ္စတွေအနောက်မှာဖြစ်ကုန်ကြပြီအဲ့ဒါပါလေဈေးကွက်စီးပွားရေးစနစ်မှာဘာကိုအခြေမခံတာလဲဆိုရင်ဝဟီကိုအခြေမခံလို့ဖြစ်တာဝဟီကိုအခြေခံမယ်ဆိုလို့ရှိရင်ဒီလိုမျိုးနောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်တဲ့စီးပွားရေးမျိုးအစ္စလာမ်သာသနာမှာလုံးဝခွင့်မပြုတဲ့အတွက်ကြောင့်မလို့မွတ်စလင်နိုင်ငံတွေမှာအဲ့ဒီလိုဈေးကွက်တွေဘယ်တော့မှဖွံ့ဖြိုးလေမရှိဘူးအဲ့ဒီလိုနိုင်ငံတွေမှာဇင်နာဆိုတာလည်းတိတ်ပြီးတော့မဖွံ့ဖြိုးဘူးပြီးလို့ရှိရင်ဟိုတယ်လုပ်ငန်းလုပ်ပါတယ်တဲကိုကန်းလုပ်ငန်းလုပ်ပါတယ်ဆိုတဲ့သူတွေမှာလည်းပဲအဲ့ဒီလိုကိစ္စအတွက်လာပြီးတော့မှအလုပ်လုပ်လို့လာပြီးတော့ခဏငှားပိုင်ခွင့်မရှိဘူးအဲ့ဒီလိုငှားလို့အစိုးရကနေပြီးတော့မှသတင်းရသွားလို့တိသွားပြီဆိုလို့ရှိရင်အဲ့ဒီဟိုတယ်ကိုအပိုင်ဖြတ်သိမ်းပြစ်ပလိုက်ဒါမျိုးတွေပါအစိုးရကနေပြီးတော့မှကြင့်ညက်ထားလိုက်တယ်ပြဋ္ဌာန်းထားလိုက်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်စီးပွားရေးတစ်ခုအတွက်ကိုနောက်ပိုင်းမှာဇာရိတပိုင်းဆိုင်ရာပျက်စီးမှုတွေဖြစ်လာတဲ့ပတ်ဝန်းကျင်ပိုင်းဆိုင်ရာမှာပျက်စီးမှုတွေဖြစ်လာတယ်ဟုတ်ပြီလားဆိုးကျိုးတွေအများကြီးဖြစ်လာတယ်နောင်လာနောက်သားတွေမျိုးဆက်တွေပေါ်မှာမကောင်းတဲ့အရေးဆိုးတွေသွားပြီးတော့မှတက်ရောက်မှုတွေဖြစ်သွားစေပါတယ်အဲ့ဒီတိုင်းပဲနောက်ထပ်ဈေးကွက်တစ်ခုကဗမာပြည်မှာထပ်ပြီးတော့တိုးလာတာကဘာလဲဆိုလို့ရှိရင်အရက်ဆိုင်လုပ်ငန်းပေါ့ဒီနေ့အဲ့ဒီအရက်ဆိုင်လုပ်ငန်းကိုဘယ်သူတွေဖွင့်လဲဆိုလို့ရှိရင်ဗမာပြည်မှာကျွန်တော်တော်တော်များများလိုက်ပြီးတော့မှဈေးတွေမှာမေးကြည့်တယ်မေးကြည့်တော့အိမ်ရှင်တွေကအရက်ဆိုင်ဖွင့်ဖို့ဆိုပြီးတော့လာငှားလို့ဆိုပြီးငှားပေးလိုက်တယ်အဲ့တော့ဘယ်သူတွေကငှားသွားလဲလို့မေးရင်တရုတ်တွေကပဲအဓိကငှားတယ်အဲ့တော့ဒီတရုတ်တွေကဘာလုပ်တယ်လဲဆိုလို့ရှိရင်အရက်ကိုဈေးကွက်ထဲမှာဖြန့်ချီအရက်ရောင်းတဲ့အလုပ်ကကျွန်တော်တို့
ဆိုင်မှာကားပစ္စည်းထိုင်ရောင်းတယ်အိမ်ဆောက်ပစ္စည်းထိုင်ရောင်းတယ်သို့မဟုတ်လူသုံးကုန်ပစ္စည်းထိုင်ရောင်းရင်တစ်နှစ်လုံးနေမှ 10% တို့15%တို့20% 20%လောက်တော့မြတ်တယ်ဒီလောက်ပဲဒါကိုကုန်းယုံပြီးရှာရတယ်ပြီးရင်အခွန်ကထပ်ဆောင်ပါသေးတယ်ဒါပေမဲ့ဟိုဘက်မှာအရက်ဆိုင်သမားကကြတော့တစ်နှစ်ကို9ဆမက10ဆမကမြတ်တယ်သူဒီအရက်ဆိုင်ထဲမှာ300ရင်းထားရင်နှစ်ကုန်ရင်3000ဖြစ်သွားပြီဒီလိုမျိုးဖြစ်သွားတယ်အဲ့တော့ဒီအရက်ကို तू ကဘယ်သူတွေကိုရောင်းတယ်လဲဆိုလို့ရှိရင်ဈေးကွက်ထဲမှာ तू ကဟိုစင်ရသားတွေပေါ့စင်ရသားတွေကအုံနောက်မရှိတဲ့စင်ရသားကဘာလုပ်လဲဆိုလို့ရှိရင် तू မှာထွက်ပေါက်မရှိဘူးဆိုရင်ငါအရက်တောက်လိုက်ရင်အားလုံးပြည်လေသွားမယ်ဆိုတော့ခဏတာစိတ်ဖြေပြောင်းဆိုပြီးတော့မှအဲ့ဒီလိုအရက်ကိုလာပြီးတော့မှတောက်ကြတယ်အဲ့လိုအုံနောက်မရှိတဲ့စင်ရသားတွေနဲ့လည်းဒီအရက်ကဒီသူ့စီးပွားရေးလုပ်ငန်းကဘာကိုအခြေခံတယ်လဲဆိုတော့လူတွေရဲ့အတွေးအခေါ်မှားယွင်းမှုပေါ်မှာအခြေခံပြီးတော့ तू ကစီးပွားရှာစားတာဟိုဘက်မှာကားပစ္စည်းမှန်မှန်ကန်ကန်နီးလန်းနဲ့တရားဝင်နီးလန်းနဲ့ထိုင်ရောက်ရင်တစ်နှစ်လုံးမှ20%လောက်ပဲမြတ်မယ်ဒါပေမဲ့အရက်ဆိုင်ဖွင့်ရင်တစ်နှစ်ကို10ဆလောက်မြတ်တယ်ဆိုလို့ရှိရင်အရက်ဆိုင်ဖွင့်တဲ့သူကပိုများလာတယ်အဲ့ဒီတိုင်းပဲတဲကိုကံဖွင့်စားတဲ့သူတွေရှိတယ်အဲ့ဒီတိုင်းပဲခုနပြောသလိုမျိုးဘီထောင်စားတဲ့သူတွေရှိတယ်ပြီးလို့ရှိရင်နောက်ဘာလုပ်တယ်လဲဆိုလို့ရှိရင်ဟိုဖာဟီရှာမကောင်းတဲ့အမျိုးသမီးတွေကိုကွန်ရက်ဖြန့်ချက်ပြီးတော့မှဈေးခွက်လုပ်လာတဲ့ဟာတွေဒါတွေကသွားပြီးတော့မှဖွံ့ဖြိုးသွားရောအဲ့ဒီလိုတွေသွားပြီးဖွံ့ဖြိုးတော့ပတ်ဝန်းကျင်မှာသွားပြီးတော့မှဟုတ်ပြီလားမကောင်းမှုဒုစရိုက်တွေအများကြီးဖြစ်လာစေတယ်အဲ့ဒီတိုင်းပဲတရုတ်ပြည်မှာနောက်ထပ်ဈေးကွက်တစ်ခုထပ်ပြီးတော့ဖွံ့ဖြိုးပါသေးတယ်အဲ့ဒါဘာဈေးကွက်လဲဆိုတော့လူရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကိုရောင်းဝယ်တဲ့ဟာအယိုးဈေးကွက်ကြောက်ကပ်ဈေးကွက်အသေးဈေးကွက်နှလုံးဈေးကွက်ကလေးကြောက်ကပ်ကြီးပဲလိုချင်တာဆိုတဲ့အဲ့ဒီလိုဈေးကွက်တွေပြီးလို့ရှိရင်ဘာဈေးကွက်လဲဆိုလို့ရှိရင်ဟိုအစာအိမ်တို့ပြီးလို့ရှိရင်မျက်လုံးတို့လွန်ခဲ့တဲ့2နှစ်3နှစ်အရင်တုန်းကပဲကဘာမှာပုံမှန်ပြစ်မှုကြီးတစ်ခုကိုမိခဲ့တယ်အဲ့ဒီပြစ်မှုကြီးကဘာပြစ်မှုလဲဆိုလို့ရှိရင်ဒီတရုတ်နိုင်ငံကနေပြီးတော့မှဟိုအင်္ဂလန်နိုင်ငံကိုကုံသွဲတယ်မှောင်ခိုကုံသွဲတယ်ဘာတွေမှောင်ခိုကုံသွဲလာတယ်ဆိုတာကိုမိတဲ့အချိန်မှာဖြန့်ချလိုက်တော့လူအယိုးတွေကြီးပဲဘာတွေကြီးကုံသွဲနေတာလဲဆိုရင်လူသားအယိုးတွေလို့ပြောလို့ရှိရင်တေသွားတော့ကဘာရဲကနေတူးလာတဲ့လူအယိုးတွေလားအဲ့လိုမျိုးမဟုတ်ဘူးလူသားမှုတွေလိုက်ပြီးတော့ကျူးလွန်ပြီးအသားတွေအားလုံးဖြင်ထုတ်လိုက်တယ်ပြီးရင်လက်ဆက်အယိုးအဲ့ဒီအယိုးကိုကြည့်ပဲနိုင်ငံတကာကုံသွဲမှုလုပ်ကြတယ်သူများနိုင်ငံတွေကိုပို့အဲ့ဒါ export လို့တော့ခါတိုင်းပုံမှန်ဝင်နေတဲ့အတိုင်းဒါပဲဆိုပြီးတော့ဝင်နေတယ်ဆိုပြီးတော့မှဖတ်ခနဲ့ကောက်စစ်တာအဲ့ဒီကွန်တိန်နာပုံးကိုဖွင့်လိုက်တဲ့အချိန်မှာအကုန်လူအယိုးတွေကြီးပဲထွက်လာတာလူရဲ့ခေါင်းအယိုးလိုချင်လားလက်အယိုးလိုချင်လားကြောအယိုးလိုချင်လားနံယိုးလိုချင်လားဂတ်လိုက်အဲ့ဒီလိုအထက်လိုက်အဲ့ဒီလိုမျိုးလာတာနံယိုးဆိုနံယိုးကြီးပဲအခုတသိန်းနံယိုးကြီးပဲလူနံယိုးကြီးပဲဂတ်လိုက်ထထားတာအခုတသိန်းဘုရားမှာလူရဲ့ဟုတ်ပြီလားခြေသလုံးယိုးပေါ့ခြေသလုံးယိုးတွေကြီးပဲအခုတသိန်းဒီလိုမျိုးတွေမိတော့ကြတော့အဲ့တော့ဘာဖြစ်လာပြီလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာအမျက်ရဖို့အတွက်ကိုခွင့်ပြုပေးထားတဲ့အတွက်ကြောင့်ဘာပဲလှုပ်ရတယ်ဆိုတော့တစ်ဖက်မှာမဟုတ်တာတွေလည်းအကုန်လုံးကလှုပ်လာကြတော့တာကြောက်ကပ်ဈေးပွဲဆိုတာကြီးဖြစ်လာတယ်ဒီနေ့တော်တော်များများနေရာတွေမှာ Facebook မှာလည်းအားလုံးဖတ်ဘူးကြပါလိမ့်မယ်တော်တော်များများလူတွေဟုတ်ပြီလားတခြားတစ်ယောက်ကတို့စင်းနဲ့တို့သွားလိုက်တယ်တို့စင်းနဲ့တို့သွားပြီးမေ့သွားပြီးတော့ပြန်လဲထလာရောဘိုက်မှာဟုတ်ပြီလားဟိုပါပေါ့အပေါက်ကိုဖာထားလိုက်တာချုပ်ရိုးကြီးနဲ့ချုပ်ပြီးတော့မှဘေးကနေပြီးတော့စာရေးပေးထားလိုက်တယ်ခင်ဗျားရဲ့ကြောက်ကပ်ကိုကျွန်တော်တို့ယူသွားလိုက်ပါပြီခင်ဗျားဘာလှုပ်လိုက်ပါဆိုပြီးတော့မှသူ့ရေးထားပေးခဲ့တယ်ခင်ဗျားဘလောက်တိုင်းတာဆိုလို့ရှိရင်တော့ခင်ဗျားတည်တော့မယ်ခင်ဗျားပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ပါဆိုပြီးတော့ဒီလိုမျိုးတွေသတိပေးစာတောင်ရေးသွားပေးလိုက်တယ်အဲ့တော့ကြောက်ကပ်လိုက်ခိုးတာဒါဆိုလို့ရှိရင်သိရမှာပြောချင်တာသဘောကဘာလဲဆိုတော့ဈေးကွက်စီးပွားရေးစနစ်မှာလူတစ်ယောက်ကကိုမြတ်ရေးအတွက်ကိုဘာနဲ့ပဲမြတ်ခွင့်ပြုပေးပါတယ်ဆိုပြီးတော့ခွင့်ပြုပေးလိုက်တဲ့အပေါ်မှာမတော်မတရားတွေအများကြီးနောက်ွယ်မှာဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဟာတွေကဘာကြောင့်ဖြစ်ရတယ်လဲဆိုလို့ရှိရင်ဈေးကွက်စီးပွားရေးအကြောင်းမလို့ရိုက်ခတ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဈေးကွက်စီးပွားရေးစနစ်မှာနောက်ထပ်ဘာတွေကိုဆက်ပြီးခွင့်ပြုလဲဆိုရင်အတိုးကိုလည်းတရားဝင်ခွင့်ပြုတယ်လောင်းကစားကိုလည်းတရားဝင်ခွင့်ပြုတယ်ဥပမာအပြင်ကျွန်တော်တို့ဒီလိုကာစီနိုတွေဆိုပြီးဗမာပြည်မှာမနေ့တနေ့ကပဲဥပဒေပြဋ္ဌာန်းလိုက်တယ်လောင်းကစားဥပဒေဆိုပြီးတော့လွတ်တော်မှာပြဋ္ဌာန်းလိုက်တယ်ဒါဆိုရင်ကာစီနိုရုံတွေလောင်းကစားတိုင်တွေဖွင့်ခွင့်ရှိသွားပြီးနော်အဲ့လိုဖွင့်ခွင့်ရှိသွားပြီးတဲ့အပြင်ကိုနောက်ပြီးသွားလို့ရှိရင်တခြားလောင်းကစားဆိုတာခုနမနေ့ကပြောသလိုအာမခံကုမ္ပဏီကလည်းဒါအမှန်တကယ်လောင်းကစားပဲ
အဲ့ဒီအာမခံကုမ္ပဏီလည်းအဲ့ဒီလိုလောင်းကစားပုံစံမျိုးနဲ့ပဲသူတို့ကိုလည်းပဲခွင့်ပြုပေးထားတယ်ဘီလီယက်ထိုးတဲ့ခုံတွေရှိတယ်ဟာဒါဖြော်ပြရေးစင်တာတွေဆိုပြီးနာမည်တက်ထားတယ်ဒါပေမဲ့သူတို့ကဘာလုပ်တယ်လဲဆိုလို့ရှိရင်ဟုတ်ပြီလားအခကြေးငွေယူပြီးတော့လောင်းကစားလုပ်တယ်တရားဝင်လောင်းကစားလုပ်တာအဲ့တော့အဲ့လိုတရားဝင်လောင်းကစားလုပ်ပြီးဆိုတဲ့အခါကြလို့ရှိရင်အဲ့ဒီလောင်းကစားလုပ်တာကဘသူတွေအတွက်ကိုသွားပြီးတော့မြေတောင်မြောက်ပေးရကြတယ်ဆိုတော့ပတ်ဝန်းကျင်မှာခိုးဆိုးလူနိုင်မှုတွေပိုများလာတယ်ဘာကြောင့်လူတယောက်ကလောင်းကစားဝါသနာပါတယ်သူဒီဘက်မှာလောင်းလိုက်တယ်ရှုံးသွားပြီးနောက်တော့ထပ်လောင်းဖို့မရှိတော့အိမ်ပြန်ပြီးခိုးတယ်မိဘစီကခိုးစရာမရှိတော့ဘူးဆိုရင်အရက်ထဲကခိုးတယ်အရက်ထဲကခိုးလို့မရဘူးဆိုလို့ရှိရင်နယ်နဲ့ခိုးတော့တယ်ဒါဆိုရင်ဘာဖြစ်လာလဲတစ်ဖက်မှာဟိုတယောက်ကိုဘီလီယက်ခုံထောင်ခွင့်ပေးလိုက်တယ်သူ့စီးပွားရေးအစဉ်ပြေပါစေလေဆိုပြီးထောင်ခွင့်ပေးလိုက်တယ်နောက်ဆက်တွဲဆိုးကျိုးတွေကဒီဘက်မှာဘာဖြစ်သွားလဲပတ်ဝန်းကျင်မှာခိုးဆိုးလူနိုင်တွေအများကြီးဖြစ်လာစေတယ်ပြီးလို့ရှိရင်စတ္တလို့ခေါ်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ကျူ point ဆိုတာတွေကိုအစိုးရတွေကနေပြီးတော့ခွင့်ပြုလိုက်တယ်ကျူ point ဆိုတာဘာကိုခေါ်တယ်လဲဆိုတော့ကျွန်တော်တို့ဗမာပြည်မှာလည်းပဲရှိတယ်ပဲဈေးကွက်မှာဥပမာဖြင့်စံဈေးကွက်ရှိတယ်လယ်သမားစီကနေပြီးတော့မှတခါတည်းလယ်သမားစီကနေဝယ်ထားလိုက်တယ်မင်းငါ့ကိုလယ်ရိတ်ပြီးသွားပြီဆိုလို့ရှိရင်စံအတင်း100လာပြီးတော့သွင်းမယ်ဆိုလို့ရှိရင်ဘယ်ဈေးမင်းကိုပေးမယ်ဈေးပိုပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဟောလောက်တာအဲ့ဒီစံကထွက်လာပြီးမှဈေးပိုပေးမယ်ဆိုပြီးတော့သူ့ကိုအဲ့လိုမျိုးဖြတ်ချထားလိုက်ဖြတ်ချထားပြီးတော့ဟိုလယ်သမားစိုက်တယ်ဒါပေမဲ့စိုက်ပြီးတော့မှတစ်ဖက်ကနေ तू ကဆင်ရံငွေယူထားတဲ့စာချုပ်ချုပ်ထားတဲ့စိုက်လိုက်တယ်စိုက်ပြီးတော့ဒီဘက်မှာမိုးလေဝသမကောင်းလို့တဘာဝပတ်ဝန်းကျင်ညဉ့်ညမ်းလို့သို့မဟုတ်ရာသီဥတုဒဏ်ကြောင့်မလို့သူ့ရဲ့စိုက်ပျိုးနည်းစနစ်မှားလို့ဆိုတဲ့အတွက်ကြောင့်မလို့ဒီဆိုဒီစိုက်ခင်းကပြက်စီးသွားတယ်ပြက်စီးသွားတော့ तू ကတင်း100မအပ်နိုင်မနဲ့တင်း80ပဲလာအတော့ဟိုဘက်ကလူကဘာပြောလဲအဲ့တင်း80ကိုလည်းယူတယ်ယူပြီးသွားပြီဆိုတဲ့အခါကျတော့ရှိရင် fine ရိုက်တဲ့အနေနဲ့ခင်ဗျာယော်ကြီးခင်ဗျာကျွန်တော်ဒီလောက်မအပ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်ဈေးနဲ့မယူနိုင်ဘူးဆိုပြီးဖြတ်ချတော့လယ်သမားတွေကြီးကခေါင်းပုံဖြတ်သွားတယ်ကျူ point နေအဲ့လိုမျိုးဝယ်တာကဲကျူ point ဝယ်တယ်ဆိုတော့ကျူ point ရောင်းတဲ့သူကလယ်သမားကသူလယ်မဆိုင်ခင်မှာကတည်းကငါတင်း100ဆိုင်ရင်တင်း100လုံးထွက်မယ်လို့သူအာမခံနိုင်လို့လားအာမမခံနိုင်ဘူးမခံနိုင်ဘဲနဲ့သူကရောင်းတယ်အဲ့ဒီလိုအယောင်းဝယ်ကြီးကိုအစိုးရခွင့်ပြုထားပေးတယ်ခွင့်ပြုထားပြီးတော့ဟိုမှာကုန်ပစ္စည်းမအပ်နိုင်ဘူးဆိုတော့နောက်ဆက်တွဲဆိုးကျိုးတွေထပ်ပြီးတော့မှဖြစ်လာတယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေတိမ့်တာတွေတို့နောက်ပြီးလို့ရှိရင်သူ့ကိုဟုတ်ပြီလားပိုင်ဆိုင်မှုတွေတိမ့်ပစ်ပလိုက်တာလည်းရှိတယ်ဘယ်လောက်ထိအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းပြည်ဘက်မှာတရားထုတ်လို့တဲ့စက်ရုံတစ်ခုတရားစက်ရုံတည်ထားတယ်တရုတ်တယောက်ကဟိုးတောထဲမှာကြံတော်ထဲမှာသွားပြီးတော့မှတရားစက်ရုံတည်ပြီးတော့မှသူကဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနာဝန်းကျင်မှာရှိတဲ့သူတွေကိုသူကနေငွေတိုးထုတ်ချီးပေးတယ်ခင်ဗျားတို့ဟုတ်ပြီလားကြံဆိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့အတိုးလျှော့ချီးပေးမယ်ဆိုပြီးတော့မှသူကနေပြီးတော့ချီးပေးတယ်တစ်ဖက်မှာသူထောင်ထားတာဟိုဘက်ကကြံဆက်ယုံကတရားဆက်ယုံကလည်းသူ့ဆက်ယုံပဲနော်သူ့ဆက်ယုံအတွက်ကိုကုန်ချမ်းလိုတယ်အဲ့ဒီကုန်ချမ်းပေါ်ပေါ်လောလောရဖို့အတွက်ကိုသူကနောက်တစ်ဖက်ကနေစီးပွားရေးနောက်တစ်မျိုးထပ်လုပ်တယ်ဘယ်လိုလုပ်တယ်လဲငွေတိုးချီးပြီးတော့မှအတိုးပါစင်လေးနည်းနည်းလေးလျှော့ချပြီးတော့ချီးပေးတယ်ကြံဆိုင်မယ်ဆိုရင်ငါအတိုးငွေချီးပေးမယ်ဆိုတော့ဘယ်ဘဏ်ကမှပတ်စံချီးမပေးဘူးအစိုးရကနေပြီးတော့မှလည်းဒီတောင်သူလယ်သမားတွေကိုပတ်စံမချီးပေးဘူးမချီးပေးတော့ဒီတောင်သူလယ်သမားတွေမှာဒီလူကပတ်စံလာချီးပေးမယ်ဆိုတော့ဟာ8ပဲလေ8ပဲဆိုတော့ဒီသူကြီးကချီးငွေရတယ်ရပြီးတော့မှဒီဘက်မှာကြံဆိုင်တယ်စိုက်ပြီးသွားပြီဆိုလို့ရှိရင်ရော့အင်းဆိုပြီးတော့မှကြံကိုပြန်သွားသွင်းတယ်ကြံပြန်သွားသွင်းတော့ဒီတရားစက်ပိုင်ရှင်ကဘာလုပ်တယ်လဲဆိုလို့ရှိရင်ဒီဘက်ကနေအတိုးနဲ့သူကချီးပေးထားတယ်မှန်ပြီးသွားလို့ရှိရင်အဲ့ဒီကြံခင်းတွေကိုသူကကြံခင်းတွေတရားနေပြီးတော့လာပြီးတော့ဒီကြံရောင်းစိုက်ပြီးတော့လာပြီးတော့သူ့ရောင်းပြီးဆိုတဲ့အချိန်ကျရင်ဈေးနှိမ်ပြီးဝယ်တယ်ဒီနားမှာကြံစိုက်တဲ့သူတွေကဘသူကြံသွားရောင်းမှာကြံဆက်ယုံဆိုလို့ဒီနားမှာတရားဆက်ယုံဆိုလို့ဒီတယုံပဲရှိတာဆိုတော့ဒီလူကိုပဲရောင်းအောင်ပါလေအဲ့ဒီရှမ်းပြည်ကနေရန်ကုန်တည်မယ်ဆိုရင်ကုန်ကြစရိတ်ထပ်ပြီးတော့များသွားမယ်ရန်ကုန်မှာဘယ်သူမှအဲ့လောက်ဟဲပြီးမဝယ်ဘူးဆိုတဲ့အတွက်ကြောင့်မလို့သူတို့ကဘာလုပ်ရလဲဆိုတော့ကြံထွက်လာပြီရောင်းတော့မယ်ဆိုတဲ့အချိန်ကြလို့ရှိရင်ဟိုတရုတ်ကဘာလုပ်လဲဈေးကိုရှော့ဖြတ်တော့ဒီဘက်မှာကုန်ကြစရိတ်ကအများကြီးကျထားတယ်ဥပမာပြင်ကြံတဧကကိုစိုက်တာ10သိန်းကျတယ်ပဲထားအောင်အဲ့ဒီကြံတဧကသာထွက်လာပြီဆိုတဲ့အချိန်ကြလို့ရှိရင်တင်း100ထွက်တယ်ဆိုအဲ့တင်း100ကိုဟိုမှာပြန်သွားရောင်းပြီဆိုတဲ့အခါကြလို့ရှိရင်ဟိုက9သိန်းနဲ့ဈေးဖြတ်ပြီးဝယ်တယ်10သိန်းခွဲနဲ့ဈေးဖြတ်ပြီးဝယ်တယ်အဲ့လိုဈေးဖြတ်ပြီးဝယ်တော့ကြတော့ဘာဖြစ်လာတယ်လဲဆိုလို့ရှိရင်ဒီစင်းရဲသားတွေမှာနောက်ဆုံးဘဲမှလည်းတည်သွားလို့လည်းမရဘူးဆိုတော့ဆဲဆိုပြီးတော့မှနောက်ဆုံးကြတော့လေဒီလိုပဲရောင်းရတာသူ့ရဲ့ကုန်ကြစရိတ်ကပိုများနေတယ်ဒါပေမဲ့ဒီဘက်မှာသူကဈေးလျှော့ပြီးပြန်ရောင်းလိုက်တော့နံပါတ်1ရောင်းဈေးမှာလည်းပဲသူကဈေးမရအောင်ပြ
ပြီးလို့ရှိရင်ဒီကနေရောင်းလို့ရတဲ့ပတ်စံကလည်းဘသူပြန်သွားစရမှာလဲဆိုတော့ဒီတရုတ်ကိုပဲပြန်သွားစရမှာအတိုးနဲ့အဲ့တော့ပထမတစ်နှစ်ဒုတိယတစ်နှစ်မှာဒီတရုတ်နဲ့အစင်မပြေမှုတွေကနည်းနည်းဖြစ်လာတော့တတိယတစ်နှစ်ကျတော့ဒီတရုတ်ကဘာလုပ်တယ်လဲဆိုတော့ဟုတ်ပြီကြံနေအားလုံးစိုက်တယ်ကြံနေအားလုံးထွက်ခါနီးပြီးထွက်နေပြီဆိုတဲ့အချိန်ကြတော့မှဒီဘက်ကနေသူကဘာလုပ်တယ်လဲဆိုလို့ရှိရင်အပြင်ကလူမိုက်တွေတို့မကောင်းတဲ့သူတွေတို့နှိမ့်တွက်ပေးပြီးတော့ခေါ်လိုက်တယ်ခေါ်ပြီးတော့မှဘာလုပ်ခိုင်းလဲဆိုတော့ကြံခင်းတွေကိုမီးလိုက်ရှို့ခိုင်းတယ်ကြံခင်းတွေကိုမီးလိုက်ရှို့ခိုင်းတော့ကြံခင်းတွေကဥပမာပြန်တင်းတရာစိုက်ထားတဲ့သူကဧကတရာစိုက်ထားပါတယ်ဆိုတဲ့သူကဘာဖြစ်လဲဧက60လောက်ပဲထွက်တော့တယ်ဟိုမှာဧက340လောက်ကမီးလောင်သွားတာနဲ့မီးဟသွားတာနဲ့ဟိုပြက်စီးသွားတာနဲ့ဆိုတဲ့ဒီလိုအားမျိုးတွေဖြစ်တော့ဒီလူတွေကနောက်ဆုံးဧက60ပဲထွက်တယ်ထွက်ပြီဆိုဒီဧက60စာထွက်လာတဲ့ဟာကိုဘယ်သူပြန်သွားရောင်းမလဲဒီလူပဲပြန်သွားရောင်းအော်ဒီလူပြန်သွားရောင်းတော့ဒီလူကလည်းဈေးကိုနှိမ်ချပြီးတော့ပြန်ဝယ်တယ်ဆိုတော့အဲ့ဒီနာဝန်းကျင်မှာအဲ့ဒီတယောက်တည်းကပဲဟုတ်ပြီလားမြောက်ထိုးပင့်ကော်ဆိုလိုတာကသူ့လက်ခုပ်ထဲမှာရှိတဲ့ရေပဲမှောက်ချင်လဲမှောက်လိုက်တာပဲတွန်ချင်လဲတွန်လိုက်တာပဲပြစ်ချင်လဲလွန့်ပစ်လိုက်တာပဲတောက်ချင်တဲ့ဟာလဲသူတောက်လိုက်တာပဲဆိုတဲ့ဒီလိုပုံစံမျိုးတွေဖြစ်လာဒါဗမာပြည်မှာဖြစ်နေတဲ့ကိစ္စတွေအဲ့ဒီတိုင်းပဲကျွန်တော်တို့ခရိုနီဈေးကွက်တွေမှာလည်းပဲဒီတိုင်းပဲရှိပါတယ်ခရိုနီတွေကိုလည်းပဲတရားဝင်ခွင့်ပြုပေးထားလိုက်တယ်ခွင့်ပြုပေးထားတော့တရားဝင်ဒီခရိုနီတွေကနေပြီးတော့မှအိမ်ဆောက်ပစ္စည်းဈေးကွက်ဆိုပြီးတော့မှလေချောင်းဈေးကွက်တို့အိမ်ဆောက်ပစ္စည်းဈေးကွက်တို့အားလုံးကိုသူတို့ပဲလက်ဝကြီးအုပ်ပြီးတော့မှကင်ထားလိုက်တယ်။ဘာကြောင့်မိုနိုပိုလီလို့ခေါ်တဲ့လက်ဝကြီးအုပ်ခြင်းပေါ့အဲ့ဒီလက်ဝကြီးအုပ်ခြင်းကတော်ရုံတန်ရုံပတ်စံလောက်နဲ့လက်ဝကြီးမအုပ်နိုင်ဘူးကျွန်တော်တို့ဈေးထဲမှာထိုင်ပြီးတော့မှဒီနားမှာကားပစ္စည်းရောင်းနေပါတယ်ဆိုတဲ့ဆိုင်သမားတွေကိုမေးကြည့်ကြည့်လိုက်ခင်ဗျားတို့10ယောက်ပေါင်းပြီးတနိုင်ငံလုံးရဲ့ဈေးကွက်ကိုကင်ရဲလားလို့မေးရင်ဘယ်သူမှမကင်ရဲဘူး။ဘာဖြစ်လို့သူ့ရဲ့အထက်မှာသူ့အဘတွေရှိတယ်။ဘာဖြစ်လို့ရှိရင်သူ့အထက်မှာသူ့ဆရာတွေရှိတယ်။အဲ့ဒီဆရာတွေဆိုတာဘယ်လိုလူတွေလဲဆိုတော့ငွေမဲတွေကိုငွေပြူလုပ်ပြီးတော့မှကစားတဲ့သူတွေရှိတယ်။အဲ့ဒီလိုငွေမဲတွေကိုငွေပြူလုပ်ပြီးကစားတဲ့သူတွေကအများကြီးစီးပွားရေးအကြီးတွေကိုချုပ်ကင်ထားတာဖြစ်တဲ့ကြောင့်တော်ရုံတန်ရုံဒီငမြောက်ငချောက်ကလေးလောက်ကပယ်မနူသူတို့ရှိမှာအဲ့တော့ဒါတွေကဘာလုပ်လဲဆိုရင်ဈေးကွက်စီးပွားရေးစနစ်ထဲမှာဘာတွေကိုပေးထားတယ်လဲဆိုလို့ရှိရင်ကျိုပွိုင်းရောင်းတယ်ဆိုတဲ့ကိစ္စခုနကျိုပွိုင်းပြောနေတဲ့စကားအပြင်ထွက်သွားတာကျိုပွိုင်းဆိုတဲ့ဟာကဈေးကွက်ထဲကိုဒီပစ္စည်းတစ်ခုကမရောက်လာခင်မှာကလေးကတယောက်ပြီးတယောက်တက်လက်ပြီးတက်လက်ဝယ်သွားတယ်ဝယ်သွားတော့အဲ့ဒီပစ္စည်းတစ်ခုကဈေးကွက်ထဲကိုရောက်လာပြီဆိုတဲ့အချိန်မှာ10လက်လောက်ပြောင်းပြီးသွားပြီ10လက်လောက်ပြောင်းပြီးသွားတော့17လက်မြောက်ကကင်ထားတဲ့သူကဈေးကွက်ထဲကိုသူ့ပစ္စည်းချရောင်းပြီဆိုလို့ရှိရင်သူကသူ့ပါဇက်ကထွက်တဲ့ဈေးနဲ့ရောင်းတော့တာအဲ့ဒီလိုသူ့ပါဇက်ကထွက်တဲ့ဈေးနဲ့ရောင်းပြီဆိုတဲ့အခါကျလို့ရှိရင်ဘာဖြစ်သွားတယ်လဲဆိုတော့ဈေးကွက်ထဲမှာကုန်ဈေးနှုန်းကြီးမြင့်ခြင်းဆိုတာကြီးဖြစ်လာတယ်အဲ့တော့နိုင်ငံတိုင်းမှာပြောကြတယ်ကုန်ဈေးနှုန်းကျဆင်းရေးဆိုပြီးတော့မှပြောတယ်ဘယ်တော့မှကျဖို့မရှိဘူးဘာဖြစ်လို့ဟိုဘက်မှာမတော်တရော်တွေကိုသွားပြီးတော့မြေတော်မြှောက်ပေးထားတယ်တရားဝင်ခွင့်ပြုပေးထားတယ်အဲ့ဒီလိုမတော်တရော်တွေကိုတရားဝင်ခွင့်ပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ပါဇက်ကထွက်တဲ့ဈေးနဲ့သူတို့ရောင်းလို့ရနေသူရဲ့ကာလပတ်လုံးဘယ်တော့မှကုန်ဈေးနှုန်းကျဆင်းရေးဆိုတာဖြစ်လာဖို့မရှိဘူးဒါတွေကဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီလိုမတော်တရော်တွေကိုအားလုံးကိုသွားပြီးတော့မှဖွင့်ချထားပေးလိုက်တော့ဈေးကွက်ထဲမှာဝယ်လို့အားရောင်းလို့အားကတည်သွားတယ်အခုနကျွန်တော်ပြောထားပြီးပြီဈေးကွက်စီးပွားရေးစနစ်မှာဖျားနှက်စုရှိတယ်ဝယ်လို့အားနဲ့ရောင်းလို့အားဆိုတဲ့အဲ့ဒီဖျားနှက်စုကိုအသေးသတ်ပလိုက်တယ်ဘယ်သူကတတ်တာလဲလက်ထဲမှာအင်အားကြီးပါတယ်ဆိုတဲ့ငွေကင်ထားပါတယ်ဆိုတဲ့သူတွေကနေပြီးတော့မှတရားမဝင်အောင်လုပ်ပြီးတော့မှအဲ့ဒါတွေကိုလက်တလုံးကြားနဲ့တရားမဝင်အောင်လုပ်လိုက်တယ်ပြီးသွားလို့ရှိရင်အဲ့ဒီဈေးကွက်ထဲမှာကမောက်ကမတွေသူတို့မြောက်ထိုးပင့်ကော်တွေလောက်ကြတယ်ကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်မှလည်းပဲတွေ့ခဲ့တဲ့အတိုင်းပဲဒေါ်လာဈေးကိုလီပတ်ကားနဲ့ပဲမှုတ်ပြီးတော့မှတင်သွားကြတယ်တရက်ကိုဒေါ်လာဘီလီယံနဲ့ချီပြီးအရောင်းဝယ်လုပ်တယ်ဒီနေ့ငွေဈေးကွက် money changer တွေဈေးကွက်တွေမှာအဲ့ဒီ money changer လေးတွေကငွေဘီလီယံနဲ့မဝယ်နိုင်ဘူးဒေါ်လာကိုတန်းချီပြီးတော့မှသူတို့မဝယ်နိုင်ဘူးသူတို့ဝယ်နိုင်ဒေါ်လာ1သိန်း2သိန်း3သိန်းဝယ်တယ်သူ့ဆိုင်မှာလက်လီထိုင်ရောင်းဖို့ဒါပေမဲ့ဒေါ်လာမနဲ့မိုးလေးမိုးချုပ်ဘီလီယံနဲ့ချီပြီးဝယ်ရောင်းလုပ်နေတာဘယ်သူတွေကဝယ်ရောင်းလုပ်နေလဲဆိုတော့အနောက်ကွယ်မှာဘဏ်တွေကနေပြီးတော့မှဟုတ်ပြီလားတရားဝင်လုပ်လို့ရှိရင်သူတို့အစိုးရနဲ့ညှိမယ်ဆိုတော့ဘာလို့လဲဆိုရင်ဘဏ်တွေကနေအပြင်ကပွဲစားတွေကိုပတ်စံထုတ်ပေးတယ်ဘဏ်ကမန်နေဂျာတွေကအပြင်ကနေပြီးတော့မှအဝယ်တော်ပုံစံမျိုးနဲ့သွားကြတယ်သွားပြီးတော့မှအဲ့ဒီဒေါ်လာဈေးကွက်ကိုအမျိုးမျိုးကမောက်ကမဖြစ်အောင်မီးမွေးတယ်ဘဏ်ရဲ့ပိုင်ရှင်တွေဘဏ်ပိုင်ရှင်တွေတို့ဘဏ်ရှယ်ယာရှင်တွေတို့ဘဏ်မန်နေဂျာတို့သူတို့ကဘဏ်နာမည်မခံဘဲနဲ့အပြင်လူနာမည်ခံပြီးတော့မှဝယ်ရောင်းလုပ်ဘီလီယံနဲ့ချီပြီးဝယ်ရောင်းလုပ်တာ
အဲ့လိုဘီလီယံနဲ့ချီပြီးဝယ်ရောင်းလုပ်ပြီးတော့ဗဇက်ကထွက်တဲ့ဈေးနဲ့ရောင်းတော့ပတ်ဝန်းကျင်မှာဒေါ်လာအတက်ကြီးပဲရှိတယ်ကဲဟုတ်ပြီတနိုင်ငံလုံးတိုင်းတာမှာဒေါ်လာဈေးကအတက်ကြီးပဲသွားနေပြီဆိုတဲ့အခါကြလို့ရှိရင်ဘယ်သူတွေနစ်နာမလဲဆိုတော့စင်ရဲသားတွေဘာဝယ်ကုန်စည်နှုန်းကြီးသွားတယ်ဒေါ်လာဈေးတက်သွားတဲ့အတွက်ကြောင့်မလို့နိုင်ငံခြားကနေ73စီတွေသွင်းလာရင်အဲ့ဒီ73စီတွေကလည်းဈေးမြင့်တဲ့အတွက်ကြောင့်မလို့သူတို့ကဈေးတင်ရောင်းတယ်ဈေးတင်ရောင်းတော့အဲ့ကုန်စည်စည်းစိမ်မှုမှာလည်းပဲဈေးတွေကကြီးလာရောဈေးတွေကြီးလာတော့ဘယ်သူတွေကနောက်ဆုံးထိတယ်လဲဆိုရင်နောက်ဆုံးဝယ်စားတဲ့ end user လို့ခေါ်တယ်နောက်ဆုံးဝယ်တဲ့ဝယ်လက်အဲ့ဒီနောက်ဆုံးဝယ်တဲ့ဝယ်လက်ကသူအခန့်ရဆုံးပဲသူကမိအေးဆယ်ကာနာဈေးနဲ့ဝယ်ရတာအရှိရလူတွေတမကျင်တယ်လို့တမသွားပြီးပြီအဲ့တမကျင်တယ်လို့တမသွားပြီးသားဟာကိုမှနောက်ဆုံးဘယ်သူကခံရတယ်ဆိုတော့နောက်ဆုံး end user လို့ခေါ်တဲ့နောက်ဆုံးဝယ်လက်ကသွားပြီးတော့မှခံရပါတယ်အဲ့တော့အဲ့ဒါတွေအားလုံးကဈေးကွက်စီးပွားရေးစနစ်မှာဝဟီကိုကြောတော့နောက်ခံမထားဘဲနဲ့ကိုနီးကိုဟန်နဲ့ကိုသွားကြတယ်ကိုနီးကိုဟန်နဲ့ကိုသွားကြပြီဆိုတော့ဘာတွေဖြစ်လာတယ်လဲဆိုရင်ဈေးကွက်ထဲမှာကမောက်ကမတွေဖြစ်တယ်မတော်တရော်တွေဖြစ်တယ်မဖြစ်တဲ့မဖြစ်တိုက်တဲ့ဟာတွေဖြစ်ကုန်ကြတယ်အဲ့ဒီလိုတွေဖြစ်ကုန်ပြီးတဲ့အတွက်ကြောင့်မလို့ဘာဖြစ်တယ်လဲဆိုရင်ကုန်စည်နှုန်းကြီးမြင့်တယ်ဆိုတာကြီးကဖြစ်လာပြန်ရောအဲ့တော့ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဆိုးကျိုးအနေနဲ့နောက်ထပ်ပြီးဘာဖြစ်သေးလဲဆိုရင်ငွေကြေးလေပတ်မှုဆိုတာကတိတ်ပြီးတော့မှမှန်မှန်ကန်ကန်မလေပတ်တော့အရင်အနည်းအများကြီးရှိတဲ့သူတွေကဘဏ်ကနေပြီးတော့ဘီလီယံနဲ့ချီပြီးငွေချီးတယ်ငွေချီးပြီးတော့မှသူတို့စီးပွားရေးလုပ်တယ်စီးပွားရေးလုပ်ပြီးရင်ဘဏ်ကိုအတိုးကို73ရာခိုင်နှုန်းဆိုရင်73ရာခိုင်နှုန်းပေးလိုက်တယ်မှန်တယ်ဒါပေမဲ့သူမြတ်တာ90ရာခိုင်နှုန်း100ရာခိုင်နှုန်းမကဘူးမြတ်တယ်ဘဏ်ကိုအတိုးပြန်ပြီးတော့73ရာခိုင်နှုန်းနဲ့ပေးလိုက်အဲ့ဒီဘဏ်တွေမှာရှိနေတဲ့ပတ်စံတွေကိုမေးကြည့်လိုက်ခင်ဗျားတို့ရဲ့ပတ်စံတွေကဘယ်ကပတ်စံနေလဲလို့မေးလို့ရှိရင်စင်ရဲသားတွေကတပိုင်တနိုင်လေးနဲ့အကောင့်လာဖွင့်ထားတဲ့ပတ်စံလေးတွေအဲ့တော့တပိုင်တနိုင်လေးနဲ့ပတ်စံလာပြီးကျွန်တော်ဒီမှာ10သိန်းရှိရင်10သိန်းရှိတဲ့လူကလည်းဘဏ်မှာအပ်ထားလိုက်တယ်နောက်တစ်ယောက်ကသိန်း20ရှိရင်သိန်း20ရှိတဲ့လူကလည်းဘဏ်မှာအပ်ထားလိုက်တယ်သိန်း30ရှိတဲ့လူကလည်းဘဏ်မှာအပ်ထားလိုက်တယ်အဲ့တော့သိန်း10သိန်းသမားသိန်း20သမားသိန်း30သမားအားလုံးရဲ့ပတ်စံကိုဟိုဘက်ကလုပ်ငန်းကြီးသမားချီးသွားတယ်ချီးသွားပြီးတော့ဟိုမှာသူဘီလီယံနဲ့ချီပြီးရိုက်စားလုပ်တယ်ပြီးသွားတော့နောက်ဆုံးကျတော့သူကတစ်နှစ်ပြည့်ပြီဆိုရင်အတိုးရောအရင်ရောပေါင်းပြီးပြန်လာဆက်လိုက်တယ်ပြင်73ရာခိုင်နှုန်းဘဏ်ကိုပေးလိုက်အဲ့73ရာခိုင်နှုန်းဆိုတာသူမြတ်တဲ့အမြတ်ထဲကမဖြစ်ဆက်လောက်ကလေးပဲအဲ့တော့ဘဏ်ကဒီ73ရာခိုင်နှုန်းအတိုးယူပြီးသွားလို့ရှိရင်သူ့စီမှာအကောင့်လာဖွင့်ထားတဲ့သူတွေကိုဘယ်လောက်ပါစင်လေးပေးလဲဆိုလို့ရှိရင်2ရာခိုင်နှုန်းတို့4ရာခိုင်နှုန်းတို့အတိုးလေးပြန်ပေးတယ်ပြန်ပေးတယ်ဆိုတော့ဟိုမှာ10သိန်းတို့သိန်း20တို့ပဲပိုင်ပါတယ်ဆိုတဲ့သူရဲ့ဝင်အိတ်ထဲကိုဝင်ငွေဘယ်လောက်မှမရအောင်ဘီလီယံနဲ့ချီပြီးရိုက်သွားတဲ့သူတွေကြီးကိုဝင်ငွေကအများကြီးဝင်သွားတယ်ဘီလီယံချီပြီးဝင်သွားတယ်ဒါပေမဲ့ဟိုဘက်မှာဝင်ငွေနဲ့လက်ရှိပတ်စံနဲနေပါတယ်ဆိုတဲ့သူတွေအဲ့ဒီလိုလက်လုံလက်စားတပိုင်တနိုင်သမားတွေရဲ့လက်ထဲမှာကျတော့အဲ့ဒီလောက်ဝင်လာလေမရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့ဘာဖြစ်တယ်လဲဆိုတော့တိုင်းပြည်ရဲ့ဘဏ္ဍာငွေစီးဆင်းမှုဟာတစ်ဖက်ဇောင်းနှင်းစီးဆင်းတယ်တစ်ဖက်ဇောင်းနှင်းစီးဆင်းတာဘယ်လိုစီးဆင်းလဲဆိုလို့ရှိရင်ချမ်းသာတဲ့သူရဲ့အိတ်ထဲကိုအများကြီးဝင်စေတယ်ဆင်းရဲတဲ့သူရဲ့အိတ်ထဲကိုနှစ်ပြားတစ်ပဲပဲဝင်စေတယ်တချို့အိတ်ထဲကိုဝင်ကိုမဝင်ဘူးဆိုတဲ့ဒီလိုပုံစံမျိုးတွေဖြစ်လာတယ်အဲ့ဒီလိုတွေဖြစ်လာတာကဘာကြောင့်လဲဆိုလို့ရှိရင်ဝဟီကိုကြောတော့နောက်ခံမလောက်ထားဘူးမလောက်ထားတဲ့အတွက်ကြောင့်မလို့ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာဘာဖြစ်လေရှိတယ်လဲဆိုလို့ရှိရင်ပထမတော့ကလူဒန်းစားနိုင်ငံတိုင်းမှာ3ရက်ရှိတယ်နံပါတ်1ကအယမ်းချမ်းသာပါတယ်အယမ်းချမ်းသာပါတယ်ဆိုတဲ့အတန်းစားဝင်ငွေအများကြီးရှိပါတယ်ဆိုတဲ့အတန်းစားဒုတိယအတန်းစားကဘာလဲဆိုတော့ပိုင်ဆိုင်မှုအရင်ကြီးအလဲအလတ်လောက်ပဲရှိတယ်တပိုင်တနိုင်လေးလောက်ပဲရင်းစားပါတယ်ဆိုတဲ့တာမန်စီးပွားရေးသမားလေးတွေဆိုင်ဖွင့်စားတယ်ကုမ္ပဏီလေးတွေဖွင့်စားတယ်အဲ့ဒီလိုလူလေးတွေဒုတိယတန်းစားတတိယတန်းစားကဘာလဲဆိုတော့ဝင်ငွေနေတဲ့ပြည်သူတွေအဲ့ဒီဝင်ငွေနေတဲ့ပြည်သူတွေကဘယ်သူတွေကိုမိခိုရလဲဆိုရင်ပထမ2တန်းစားကိုမိခိုရတယ်သူတို့စီမှာသွားပြီးတော့ဝန်ထမ်းလုပ်မယ်ပုတ်ပြက်သွားပြီးတော့အလုပ်လုပ်မယ်သို့မဟုတ်နေစားနဲ့သွားပြီးတော့မှအလုပ်လုပ်မယ်အဲ့ဒီလိုပုံစံမျိုးတွေသွားပြီးတော့မှလုပ်ရတယ်အဲ့ဒီလိုလုပ်ပြီးဆိုတဲ့အခါကျတော့ဒီလူဒန်းစား3ရက်ရှိတဲ့တဲမှာဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပြီးကြာလာပြီဆိုရင်အလေတဲကလူဒန်းစား1ရက်ကပျောက်သွားတယ်ဆိုလိုတာကဘာလဲဆိုတော့အဲ့ဒီအလေတဲကလူဒန်းစားဒီအရင်းကြီးအားလုံးစုပြုတ်ပြီးတော့ကောင်းကောင်းရင်းနိုင်လို့ရှိရင်ပထမအတန်းစားတဲ့ကိုသူတက်သွားတက်နိုင်ရင်တက်သွားမတက်နိုင်ရင်တတိယအတန်းစားတဲ့ကိုဆင်းလာခဲ့ဒုတိယတန်းစားဆိုတာပျောက်သွားတယ်အလတ်တန်းစားဆိုတာပျောက်သွားတယ်အဲ့ဒီအလတ်တန်းစားဘာကြောင့်ပျောက်သွားရတယ်လဲဆိုတော့ဈေးကွက်စီးပွားရေးစနစ်ရဲ့ဘရကတ်ကြောင့်ပျောက်သွားတာ
ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးပြီဆိုလို့ရှိရင်ဒါသူ့ရဲ့လာနတ်ပဲဈေးကွက်စီးပွားရေးစနစ်ကလာနတ်ကြောင့်မလို့အဲ့ဒီအလေအလတ်တန်းစားလူတန်းစားပျောက်သွားတယ်အရင်ကြီးမနိုင်တော့ရင်သူကဘာလုပ်ရလဲစိုင်ပိတ်ပြီးသွားရင်သူများကြီးမှာဝန်ထမ်းသွားလို့သို့မဟုတ်လို့ရှိရင်ဟုတ်ပြီလားပြက်ထိုးတယ်လေပုံစံမျိုးနဲ့စီးပွားရေးလှုပ်စားအဲ့တော့အပေါ်တက်နိုင်တက်မတက်နိုင်အောက်ဆင်းအလေအလတ်တန်းစားဆိုတာမရှိတော့ဘူးအလေအလတ်တန်းစားဆိုတာမရှိတော့ဘူးဆိုရင်ဘာဖြစ်လဲဆိုရင်အဲ့ဒီနိုင်ငံမှာဆင်းရဲချမ်းသာကွာဟမှုအယံများလာရောချမ်းသာတဲ့သူကအယံချမ်းသာသွားတယ်ဆင်းရဲတဲ့သူကအယံဆင်းရဲသွားတယ်ကုန်းကောက်เสียမရှိအောင်ကိုဆင်းရဲသွားတယ်အဲ့ဒီဆင်းရဲသားကကြတော့ဘာနဲ့လဲပလဲဆိုရင်ဟိုလူစီကပတ်စံကိုချီးလိုက်ဆွဲပြီးတော့ခဏလေးတုံးလိုက်ဟောဟိုလူကအတိုးတောင်းပြီဆိုတဲ့အခါကျလို့ရှိရင်နောက်တစ်ယောက်စီကပြန်ချီးလိုက်ပြီးရင်ပထမလူပြန်ဆက်လိုက်ဟောဒုတိယလူကအကျွေးတောင်းပြီဆိုရင်တတိယလူစီကချီးပြီးတော့ဒုတိယလူစီကိုပြန်ဆက်တယ်တတိယလူကတောင်းလာပြီဆိုရင်စရုပ်ထလူစီကချီးတယ်ချီးပြီးရင်တတိယလူပြန်ဆက်တယ်ဟောစရုပ်ထလူကအကျွေးတောင်းပြီဆိုရင်ပထမလူစီကပြန်ချီးတယ်ပြန်ချီးပြီးရင်စရုပ်ထလူကိုပြန်ဆက်တယ်အဲ့တော့ဆင်းရဲသားဒီထဲမှာပဲကျွေးတန်တရားထဲမှာပဲလဲပြီးတော့လိုက်သွားတော့အဲ့ဒီလိုလိုက်သွားပြီးတော့မှဘာဖြစ်စေတယ်ဆိုလို့ရှိရင်ဘန္နာရေးကတ်ဆိုင်မှုတွေဆိုဒီလိုမျိုးပေါ့စိုင်းပြည်မှာဆင်းရဲသားလူဒန်းစားကအယံများသွားတယ်အဲ့ဒီလိုဆင်းရဲသားလူဒန်းစားအယံများသွားအောင်လို့ကဟိုပါလေဘယ်လိုပြောမလဲကျွန်တော်တို့ဒီဆင်းရဲသားလူဒန်းစားအယံများသွားတယ်ဆိုတာကမဖြစ်သင့်မဖြစ်ထိုက်လို့များသွားတာမျိုးမဟုတ်ဘူးတမင်ရည်ရွယ်ပြီးတော့မှများအောင်လုပ်လိုက်တာဆင်းရဲသားလူဒန်းစားများသွားအောင်လုပ်တာဒီတမင်ရည်ရွယ်ပြီးများအောင်လုပ်လိုက်တာအဲ့ဒီလိုရည်ရွယ်ပြီးလုပ်လိုက်တော့ဆင်းရဲသားများလာပြီဆိုရင်ဘာလုပ်လို့ရတယ်လဲဆိုလို့ရှိရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးအမျိုးမျိုးကစားလို့ရတယ်နေ့တွက်ကလေးပေးလိုက်လို့ရှိရင်နေ့တွက်ကောင်းကောင်းပေးလိုက်ဥပမာပြနေ့တွက်1000လောက်ပေးလိုက်လို့ရှိရင်လက်လုံလက်စားသမားကကိုတနေ့စိုက်ကားနင်းစားနေတာတရက်ကို9000လောက်ရဖို့ကအနိုင်နိုင်ဒါပေမဲ့ဟိုဘက်မှာဆန္ဒပြပွဲတွေရှိတယ်ဟိုဘက်မှာထောက်ခံပွဲတွေဟိုဘက်မှာကန့်ကွက်ပွဲတွေအဲ့ဒီကန့်ကွက်ပွဲတွေမှာနေ့တွက်တွေကပူရတယ်ဆိုတဲ့အခါကျလို့ရှိရင်ဒီစင်းရသားဟိုဘက်လက်သွားအဲ့တော့စင်းရသားမွေးထုတ်ထားတာဈေးကွက်စီးပွားရေးစနစ်မှာမရည်ရွယ်ပဲစင်းရသားများလာတာမဟုတ်ဘူးနော်ဈေးကွက်စီးပွားရေးစနစ်မှာမရည်ရွယ်ပဲစီးပွားရေးစင်းရသားများလာတာမဟုတ်ဘူးရည်ရွယ်ချက်ရှိနဲ့ဆင်းရဲသားများအောင်တေချာစီမံပြီးထားတာဘာလို့ဖို့လဲတခြားရည်ရွယ်ချက်တွေအများကြီးအတွက်ကိုအသုံးချဖို့ဒါတွေကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်ဈေးကွက်စီးပွားရေးစနစ်မှာအစ္စလာမ်သာသနာကနေပြီးတော့မှပြဋ္ဌာန်းတဲ့ဝဟီကနေပြီးတော့မှကြောထောက်နောက်ခံဝဟီကိုကြောထောက်နောက်ခံမယူတဲ့အတွက်ကြောင့်မလို့ဒီလိုကမောက်ကမတွေမဟုတ်ကဟုတ်ကတွေပတ်ဝန်းကျင်ထိခိုက်မှုတွေပျက်စီးမှုတွေအများကြီးဖြစ်လာစေအစ္စလာမ်သာသနာမွတ်စလင်နိုင်ငံတွေမှာကြတော့အဲ့ဒီလိုမျိုးမဖြစ်ဘူး။ဘာကြောင့်မွတ်စလင်နိုင်ငံတွေမှာအရက်ဆိုင်ဖွင့်ခွင့်မရှိမွတ်စလင်နိုင်ငံတွေမှာဟုတ်ပြီလားပြည်ရစာလုပ်ငန်းလုပ်ပိုင်ခွင့်မရှိအဲ့ဒီတိုင်းပဲမွတ်စလင်နိုင်ငံတွေမှာအပြင်ထွက်မယ်ဆိုလို့ရှိရင်တော့ပါရဒါမပါဘဲနဲ့ထွက်ခွင့်မရှိဆိုတဲ့ဒီလိုပုံစံမျိုးနဲ့ပြဋ္ဌာန်းထားလိုက်တဲ့အတွက်ကြောင့်မလို့မဟုတ်ကစီးပွားရေးတွေဘယ်သူမှလာပြီးတော့လုပ်လို့မရဘူး။ပြီးရင်မွတ်စလင်နိုင်ငံတွေမှာကျူပွိုင်းဝယ်ရောင်းခွင့်မပေးထားဘူး။ကျူပွိုင်းဝယ်ရောင်းခွင့်မပေးထားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်လူတယောက်ကကိုယ်ဆက်ရုံကနေပစ္စည်းတစ်ခုထုတ်လိုက်တယ်ဟုတ်ပြီထုတ်လို့အားလုံးပြီးပြီလားကုန်ထုတ်လို့ပြီးပြီဆိုမှဈေးကွက်ထဲမှာလာချပြီးတော့ရောင်းတယ်ဆိုတော့နောက်ဆုံးဝယ်တဲ့သူတွေကဈေးတက်နဲ့ဝယ်လို့ရတယ်ဈေးထဲမှာ10ဆင့်ဖြတ်ပြီးမှဈေးကွက်ထဲကိုအဲ့ဒီပစ္စည်းတစ်ခုကရောက်မယ်ဆိုတဲ့အခါကျလို့ရှိရင်နောက်ဆုံးဝယ်တဲ့သူစီမှာဈေးကအများကြီးဈေးမြင့်သွားပြီအဲ့ဒီလိုအများကြီးဈေးမြင့်သွားပြီဆိုတဲ့အခါကျရင်ပတ်ဝန်းကျင်တစ်ခုလုံးမှာကုန်ဈေးနှုန်းကြီးမြင့်မှုဆိုတာကြီးကဖြစ်လာရောအဲ့တော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဝဟီကိုကြောတော့နောက်ခံမလုပ်ဘူးဆိုတဲ့အခါကျလို့ရှိရင်အများကြီးအဲ့ဒီလိုကမောက်ကမတွေဖြစ်စေတယ်ဝဟီကိုကြောတော့နောက်ခံလုပ်တဲ့နေရာမှာဘာတွေပြဋ္ဌာန်းထားတယ်နံပါတ်1ဟာရမ်ဟာလာလ်ဆိုတာတွေကိုခွဲခြားပြီးပြဋ္ဌာန်းထားတယ်ဟာရမ်နီးနဲ့စီးပွားရှာခွင့်ဘယ်သူမှမပေးဘူးဆိုပြီးပိတ်ထားတယ်ဟာလာလ်နီးနဲ့ပဲစီးပွားရှာခွင့်ရှိတယ်ဆိုပြီးပြဋ္ဌာန်းထားတယ်အဲ့တော့ဒီနေ့ဆော်ဒီလိုနိုင်ငံမျိုးတွေမှာကြည့်မယ်ဒူဘိုင်းလိုနိုင်ငံမျိုးတွေမှာကြည့်မယ်အဲ့တိုင်းပဲကျွန်တော်တို့အရှေ့တောင်အာရှမှာဆိုလို့ရှိရင်ဘရူနိုင်းလိုနိုင်ငံမျိုးကိုကြည့်မယ်အဲ့ဒီလိုနိုင်ငံတွေကိုကြည့်လိုက်မယ်ဆိုရင်သူ့နိုင်ငံမှာဆင်းရဲသားနည်းတယ်အားလုံးကကိုယ်ပိုင်ပတ်စံနဲ့အလုပ်လုပ်နေကြတယ်အားလုံးကဇကတ်တောင်ထုတ်ဖို့တာဝန်ရှိတဲ့သူတွေဇကတ်ထုတ်ဖို့ပါတာဝန်ရှိတဲ့သူတွေဆိုတော့ဒီဇကတ်ပေးဖို့တာဝန်ရှိတဲ့လူတွေကသူ့နိုင်ငံမှာဇကတ်ယူမဲ့လူမရှိလို့တခြားနိုင်ငံတောင်ကြော်ပို့နေရတယ်ဒါဆိုရင်ကိုရှင်ကြည့်လို့ရတယ်ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံတွေမှာဆင်းရဲသားအတွက်ကစားဖို့အနိုင်တရက်စာတရက်ရတဲ့ဝင်ငွေကသူ့ရဲ့မိသားစုပညာရေးကျန်းမာရေးဟုတ်ပြီလားစားဖို့နေရေးအတွက်မဖူလုံနိုင်ဘူး
အကျွေးနဲ့လဲပတ်နေရတဲ့ကျွေးတန်တရားမှာနှစ်နေတယ်ဒါပေမဲ့မွတ်စလင်နိုင်ငံတွေမှာကကြတော့စင်ရဲသားဆိုတာမရှိလို့အဲ့ဒီမှာတပိုင်းတနိုင်အလုပ်လုပ်နေတဲ့သူတွေကိုယ်တိုင်တော်မှဇကတ်ထုတ်ရမယ်ဆိုရင်ပတ်ဝန်းကျင်မှာစင်ရဲသားလိုက်ရှာတယ်ရှာရင်စင်ရဲသားမရှိလို့ဆိုဘာလို့ပါလဲသူများနိုင်ငံကစင်ရဲသားတွေကိုကြော်ပို့ပြီးတော့မှအဲ့ဒီလိုမျိုးပေးရတယ်ဒါဆိုရင်ကြည့်လိုက်မယ်ငွေကြေးစီးဆင်းမှုငွေကြေးလဲပတ်မှုဆိုတာသူ့နိုင်ငံမှာဘလောက်အဆင်ပြေနေတယ်လဲဆိုတာကိုကျွန်တော်တို့အဝေးကနေကြည့်လို့ရတယ်သူများနိုင်ငံတွေမှာအဲ့ဒီလိုဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံတွေမှာငွေကြေးလဲပတ်မှုတော့မစင်မပြေဘူးအစ္စလာမ်သာသနာမှာငွေကြေးလဲပတ်မှုကချမ်းသာတဲ့သူတွေရဲ့ပတ်စံစင်ရသားတွေစီကိုပြန်ရောက်စေတဲ့စနစ်ရှိပါတယ်အဲ့ဒါကဘာလဲဇကာတ်စနစ်လို့ခေါ်တယ်ချမ်းသာတဲ့တထေးတွေကြိုက်တဲ့လောက်စီးပွားရှာဟုတ်ပြီတစ်နှစ်ပတ်လေလို့ပြည့်ပြီလားပြည့်ပြီဆို40ပုံတစ်ပုံဇကာတ်မထုတ်မနေရထုတ်ဆိုတဲ့အချိန်ကျရင်အဲ့40ပုံတစ်ပုံဘယ်သူပေးမှာမွတ်စလင်စင်ရသားတွေကိုသူတို့ကပေးရတော့မွတ်စလင်စင်ရသားတွေကိုမှန်မှန်ကန်ကန်သူတို့ပေးမယ်ဆိုတဲ့အခါကြလို့ရှိရင်အဲ့ဒီမွတ်စလင်စင်ရသားတွေမှာအရင်နီးဆိုတာရလာပြီတခြားဘာသာကြားတွေအနေနဲ့ကအရင်နီးရဖို့အတွက်ကိုငွေရိုးနဲ့သွားချီးနေရတဲ့အခြေအနေမျိုးမှာမွတ်စလင်စင်ရသားကဘယ်ကနေအရင်နီးရတယ်လဲဆိုလို့ရှိရင်တစ်ဖက်ကဇကာတ်ရတယ်ဇကာတ်ရပြီဆိုတဲ့ချိန်မှာ9သိန်းရတယ်10သိန်းရတယ်အဲ့ဒီလို9သိန်းလောက်10သိန်းလောက်ရလာပြီဆိုရင် तू ကဘာလုပ်လို့ရလဲဆိုရင်ပလာတာလေးတွန်းရောင်းလို့လည်းရတယ်လမ်းဘေးမှာအကျော်ရောင်းမယ်ဆိုလို့ရှိရင်အလောက်ကင်အခွင့်အလမ်းလေးတစ်ခုရတယ်သူများစီမှာဝန်ထမ်းသွားလုပ်စရာမလိုဘူးကိုဘလောက်လုပ်ရင်ဘလောက်မြတ်မလဲဆိုတဲ့အတိုင်းတာလုပ်ငန်းလေးတစ်ခုသူဒီမှာလုပ်လို့ရနေတဲ့ဒါကအစ္စလာမ်ကပြဋ္ဌာန်းထားတဲ့စနစ်မှာသူကတထေးတွေရဲ့ပတ်စံကဘယ်တော့မှဆင်းရဲသားအိတ်ထဲမရောက်တော့ဘူးဆိုတာထုံးစံမရှိဘူးတထေးတွေရဲ့ပတ်စံကတစ်နှစ်နဲ့40ပုံတစ်ပုံဆင်းရဲသားအိတ်ထဲ automatic ပြန်ရောက်တယ်ရောက်ပြီဆိုရင်ဒီဆင်းရဲသားတွေကအရင်နှီးပြန်လုပ်ပြီးတော့မှစိုင်သေးသေးလေးတွေဖွင့်မယ်အဲ့ဒီစိုင်သေးသေးလေးတွေကနေပြီးတော့မှသူတပိုင်းတနိုင်ရင်းနှီးမြုပ်နှံရင်းကနေတိုးတက်လာရင်အလုပ်ငန်းအကြီးဖြစ်လာပြီးရင်နောင်ကြရင်သူကလည်းဇကာတ်ပြန်ထုတ်ဖို့တာဝန်ရှိလာပြီဆိုတော့သူကပေးတော်လက်ပြန်ဖြစ်လာတယ်ယူတဲ့လက်မဟုတ်တော့ဘူးနော်ပေးတဲ့လက်ပြန်ဖြစ်လာပြီသူကိုယ်တိုင်တော့အလုတ်ကန်ခွင့်လန်းနေတခြားလူတွေအလုတ်ကန်ခွင့်လန်းနေရအောင်ဝန်ထမ်းတွေပြန်ခန့်ပြီးတော့မှသူများကိုပြန်ပြီးတော့ပတ်စံပြန်ပေးနိုင်တဲ့အနေအထားထိရောက်လာပြီဒါတွေကဘာကြောင့်ဖြစ်ရလာလဲဆိုတော့ဈေးကွက်စီးပွားရေးစနစ်ကိုမကျင့်သုံးမဲနဲ့အစ္စလာမ်စီးပွားရေးစနစ်ကိုကျင့်သုံးမယ်ဆိုလို့ရှိရင်ဒါမျိုးတွေဖြစ်လာစေမယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာနေနေတဲ့တပိုင်းတနိုင်လုပ်နေတဲ့ပုဂ္ဂလိကတွေကတော့ဒီလိုဈေးကွက်စီးပွားရေးစနစ်ကိုတွားပြီးပြောင်းလဲလို့မရဘူးဒါကိုဘယ်သူကကင်တယ်ပြီးတော့ခြေလဲတယ်လဲဆိုတော့အစိုးရကခြေလဲပါတယ်အစိုးရကိုကျွန်တော်တို့ကတွားပြီးတော့မှမြန်မာပြည်ရဲ့အစိုးရတွေမှာမွတ်စလင်လည်းမရှိဘူးသူတို့ကဝဟီကိုလည်းလက်မခံဘူးဆိုတဲ့အတွက်ကြောင့်မလို့ဒါကြီးကိုတွားပြီးတော့မှလက်ခံပါဟာရမ်နေအားလုံးကိုပိတ်ပင်ပါလို့တော့တွားပြောလို့မရဘူးဆိုပြီးတော့ဒီတိုင်းဆက်သွားနေမလားသွားနေပါသွားနေရင်ဘယ်လိုဆိုးကျိုးတွေရင်ဆိုင်ရမလဲအခုနပြောတဲ့ဆိုးကျိုးတွေရင်ဆိုင်ရလိမ့်မယ်အလက်တန်းစားလူတန်းစားပျောက်သွားမယ်ပျောက်သွားပြီးလို့ရှိရင်အဲ့ဒီအလက်တန်းစားလူတန်းစားတက်နိုင်ရင်အထက်ကိုတက်သွားမတက်နိုင်ရင်အောက်ကိုဆင်းသွားပြီးတော့မှသူများစီမှာဝန်တန်းလိုက်လို့ဒါပဲရတော့မယ်အဲ့ဒီလိုမျိုးပုံစံမျိုးဖြစ်သွားလိမ့်မယ်ဆင်းရဲသားဖြစ်သွားလိမ့်မယ်အဲ့ဒီလိုပုံစံမျိုးဒါတွေကသွားနေမှာအဲ့တော့ဒါဆိုရင်ကျွန်တော်တို့မွတ်စလင်တွေအနေနဲ့ကဗန္ဒာရေးကတ်ဆိုင်ပြီဆိုတဲ့အခါမျိုးမှာဟာလာနီးလန်းနဲ့စီးပွားရှာတဲ့သူတွေကတိုင်းပြည်ဗန္ဒာရေးကတ်ဆိုင်ရင်လေသူမဆိုင်ဘူးအစိုးရကတော့ထားလိုက်ပါတော့သူကတော့ဝဟီနဲ့ကျင့်သုံးတဲ့စီးပွားရေးစနစ်အကောင့်ထဲမဖော်လို့ရတယ်ပြဿနာမရှိဘူးစင်ရသားတွေကိုလာပြီးတော့ထိခိုက်စေမယ်ဆိုရင်ဗန္ဒာရေးရိုက်ခတ်မှုကြောင့်မလို့ထိခိုက်စေမယ်ဆိုရင်တော့မှမွတ်စလင်လုပ်ငန်းရှင်တွေကိုနည်းနည်းလေးပဲလာပြီးတော့မှထိခိုက်စေလိမ့်မယ်မွတ်စလင်လုပ်ငန်းရှင်တိုင်းမဟုတ်ဘူးနော်မွတ်စလင်လုပ်ငန်းရှင်လို့ပြောတဲ့ထဲမှာဟာရမ်နီလန်နဲ့စီးပွားရှာတဲ့မွတ်စလင်လုပ်ငန်းရှင်တွေမပါဘူးဟာလာနီလန်နဲ့စီးပွားရှာတဲ့သူတွေအဲ့ဒါတွေကိုဘယ်သူကကာကွယ်ပေးတာလဲအလောရှင်မြတ်ကကာကွယ်ပေးတာအကြမနာအောင်အလောရှင်မြတ်ဘက်ကနေထိမ့်သိမ်းပေးလိုက်အဲ့ဒါဘာကြောင့်ဘာရကတ်ကြောင့်သူများဘာနာရေးတနိုင်ငံလုံးကတ်ဆိုင်လို့လဲသူဘာမှမဖြစ်ဘူးဘာကြောင့်ဘာမှမဖြစ်ရတာလဲသူ့ကိုဘာရကတ်ကထိန်းထားပေးတယ်ဘာရကတ်မမြင်ရတော့လက်လို့ခေါ်တယ်နောက်ွယ်ကလက်မဲဆိုတာရှိတယ်လို့နောက်ွယ်ကလက်ဖြူဆိုတာကြီးရှိတယ်ဒါကနောက်ွယ်ကလက်ဖြူဒီမွတ်စလင်ဟာလာနီလန်နဲ့စီးပွားရှာပါတယ်ဆိုတဲ့သူကိုဝုန်းကနေပြုတ်မကြတော့အောင်ဘယ်သူထိန်းထားပေးလဲအလောရှင်မြတ်ဘက်ကနေပြီးတော့မှသူ့ကိုဘာရကတ်ဆိုတဲ့အရာကြီးကလာပြီးတော့ထိန်းထားပေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ကဲဟုတ်ပြီကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့ဈေးကွက်စီးပွားရေးစနစ်ပဲသွားပါလိမ့်မယ်
ဝဟီကိုကြောထောင်းနောက်ခံလုပ်တဲ့စီးပွားရေးစနစ်သွားဖို့ဘယ်တော့မှရှိမှာမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မလို့အစိုးရစီကနေပြီးတော့မှတော့ဒီလိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှလမ်းမှန်ကမ်းမှန်ကိုတော့မျှော်လင့်လို့မရဘူးကုန်စည်နှုန်းကြီးမြင့်ကိစ္စကုန်စည်နှုန်းဘယ်တော့မှကျသွားဖို့ကတော့ရှိလာမှာမဟုတ်ဘူးဒါပေမဲ့ဒါကိုဘာနဲ့ကာကွယ်လို့ရမလဲတိုင်းပြည်ဘဏ္ဍာကတ်ဆိုင်ရင်ကိုမဆိုင်ဘူးဘာနဲ့ကာကွယ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဟာလာနီးလန်းနဲ့စီးပွားရှာတယ်အတိုးနဲ့မပတ်သက်ဘူးကြိုပွိုင်းနေဝယ်အောင်မလုပ်ဘူးအဲ့ဒီတိုင်းပဲလောင်းကစားဆန်ဆန်အယောင်းဝယ်မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့စီမှာမူသားနဲ့အယောင်းဝယ်မလုပ်ဘူးဆိုရင်အလောရှိမြတ်ဘက်ကဘာရကတ်ဆိုတဲ့ဟာကြီးကျွန်တော်တို့စီမှာရှိနေလိမ့်မယ်အဲ့ဒီဘာရကတ်ကြောင့်မလို့ကျွန်တော်လေပတ်နေပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောနေတဲ့ဟာကပညာသားနည်းနည်းဆန်ပါတယ်ဒါကဘယ်ရစကားတွေလဲဆိုရင်ဘောဂပေရလို့ပြောရင်ဟိုမှာကျောင်း9တန်း10တန်းမှာမှစတင်ပါတယ်စီးပွားရေးတက်ကတူတို့မှာတင်ပါတယ်အခုကျွန်တော်ပြောတာတွေကစီးပွားရေးတက်ကတူမှာလည်းပါမှာမဟုတ်ပါဘူးကုရ်အာန်ဟာဒီစ်ကိုပါထည့်ပြီးပြောမှသာလျှင်ဒီလိုမျိုးစကားတွေပြောလို့ရပါလိမ့်မယ်ကုရ်အာန်ဟာဒီစ်ကိုကြောတော့နောက်ခံမယူဘူးဆိုရင်စီးပွားရေးတက်ကတူလည်းမကယ်နိုင်ပါဘူးစီးပွားရေးတက်ကတူလည်းမကယ်နိုင်ပါဘူးဘဏ္ဍာရေးကော်မရှင်လည်းမကယ်နိုင်ပါဘူးဘယ်သူမှဘာမှကယ်ပေးလို့ရမှာမဟုတ်ပါဘူးအချိန်တန်ရင်ကတ်ဆိုင်မယ်ဆိုရင်စိုက်ကိုစိုက်မှာပဲဘာကြောင့်ဒီလမ်းကနေသွားမှတော့ဒီဘူရာပဲရောက်မှာပဲလေဒီလမ်းကနေသွားပြီးတော့ကျွန်တော်ဒီဘူရာတော့မသွားဘူးနော်လို့တော့ပြောလို့မရဘူးဈေးကွက်စီးပွားရေးစနစ်နဲ့သွားမယ်ဆိုရင်3-4နှစ်တခါဘဏ္ဍာရေးကတ်ဆိုင်တယ်3-4နှစ်တခါဘဏ္ဍာရေးကတ်ဆိုင်တယ်3-4နှစ်တခါဘဏ္ဍာရေးကတ်ဆိုင်တယ်ဆိုတဲ့ကိစ္စတွေကအမြဲတမ်းလို့ဖြစ်နေမယ်မပြုတ်ပြင်သေးကာလပတ်လုံးအမြဲတမ်းဖြစ်သွားလိမ့်မယ်ကိုနီးကိုဟန်နဲ့ကြိုက်တဲ့လောက်ပြုတ်ပြင်ဘယ်တော့မှလည်းကောင်းလာဖို့မရှိဘူးဘာကြောင့်အစောကြီးကတည်းကပြောထားပြီးသားလူအုံနောက်လိုက်မမီတဲ့ကိစ္စတွေဆိုတာအများကြီးရှိတယ်လူအုံနောက်လိုက်မမီတဲ့ကိစ္စတွေကိုကျွန်တော်တို့ကဘာနဲ့ကိုးကားရမလဲဆိုရင်ဝဟီကိုသွားပြီးတော့မှပြေးပြီးမှီခိုရလိမ့်မယ်ကိုအုံနောက်ကလည်းလိုက်မမီဘူးဝဟီကိုလည်းမမီခိုဘူးဆိုလို့ရှိရင်ကတော့အဲ့ဒီသူကဟုတ်ပြီလားရွှေပြည်တော်မျှော်တိုင်းဝေးဆိုတယ်လို့မျိုးပဲကြိုက်တဲ့လောက်သွားနေပါအဝေးကြီးကြံနေအောင်မှာပါပဲเนาะဒါတွေကတော့ကျွန်တော်တို့တိထိုက်တဲ့ကိစ္စလေးတွေပါကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေကဘယ်မှာပြုပြင်ရမလဲကိုယ့်ရဲ့လုပ်ငန်းတွေမှာဟာရမ်လုံးဝမပါအောင်ပြုပြင်သွားပါ3နှစ်4နှစ်နေလို့တခါဘန္နာရေးကတ်ဆိုင်တိုင်းမှာကိုမပါပါဘူးအဲ့ဒါဘသူကကယ်တင်ပေးထားလိမ့်မယ်လေအလောရှင်မြတ်ဘက်ကနေပြီးတော့မှသူ့ကိုနိအမတ်ချီးမြှင့်ထားတယ်ဘာရကတ်ချီးမြှင့်ထားတယ်အဲ့ဒီဘာရကတ်ကကာကွယ်ပေးနေပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်အားလုံးကိုလိုက်နာရမယ့်ကိစ္စတွေလိုက်နာနိုင်စွမ်းရှောင်ကျင်ရမယ့်ကိစ္စတွေရှောင်ကျင်နိုင်စွမ်းရှင်းမြင့်ပေးသနာတော်မူပါစေကျွန်တော်တို့အပေါ်မှာဘာရကတ်မင်္ဂလာအဖျားဖျားကြားရောက်မှုရှင်းမြင့်ပေးသနာတော်မူပါစေوآخر دعوانا أن الحمد لله رب العالمين